ဘာကြီးဟာဖြင့်ပွင့်လင်းပါလိမ့်မယ်လာပြီးတော့သာသနာကြီးမှာသိမြင့်ပေးပါဆိုပြီးတော့ဆရာတော်ဘုရားကြီးကပြည့်ညတ်တော်ထားလို့ဥပဒေလာရပါတယ်ဥပဒေလည်းသဲကူမှာဆိုတာလို့ဆိုလို့ရှိရင်ဖြင့်လည်းတရားယောဂီကိုအားကြီးပါပဲအဲ့တော့အခုဟာလည်းမိုးတွင်းကြီးဖြစ်နေတော့လဲအမတန်သရာရှိတဲ့ပုဂ္ဂိုလ်မှသာလဲလာနိုင်ပါတယ်သရာမရှိတဲ့ပုဂ္ဂိုလ်ကြတယ်လည်းမလာပါဘူးဘာကြောင့်လဲတဲ့ဘုရားကလည်းဟောထားပါတယ်သရာဝရိယတတိသမာဓိပညာတဲ့ဘုံ၅ပါးရှိသရာရှိတဲ့ပုဂ္ဂိုလ်ကြတော့လာကြမယ်သရာမရှိတဲ့ပုဂ္ဂိုလ်ကတော့မလာပါဘူးအဲ့တော့ဥပဒေတို့ကလည်းပဲအမျိုးအရာမှာလိုက်ပြီးတော့သာသနာကြီးရှင်းမြင့်ပြီးတော့တခါတည်းအပင်ပန်းခံပြီးသာသနာကြီးပြုနေပါတယ်သာသနာကြီးပြုတဲ့ပုဂ္ဂိုလ်သာသနာကြီးလျှောက်ပြုနေတော့သရာရှိတဲ့ပုဂ္ဂိုလ်တွေကြတော့နင်းလန်းကလည်းလှုပ်သွားကြတယ်ဥပဒေတို့ကတော့အလုတ်သမားပါအပြောသမားမဟုတ်ပါဘူးအလုတ်လုံးမှပဲကြိုက်တယ်အလုတ်မလုံးလို့ကတော့ကြိုက်ကိုမကြိုက်ဘူးဥပဒေကဒကာဒကမများစာတတ်လို့တော့ဟောနေတယ်လို့တော့မထင်နဲ့စာမတတ်ပါဘူးဘောဓုဝဗုဒ္ဓတောင်မှဒီမဲ့ယာအသေးဝနာစယာအသေးဝနာစကြီးထနေလို့မပြီးမပြီးလို့စာဆိုတာကတော့ဒီမဲ့ဥပဒေပါရမီကလည်းအတိတ်ကမပါခဲ့ပါဘူးဒီမှာဘာကြောင့်လဲတဲ့အဲ့လို9နှစ်သား6နှစ်သားအရွယ်တည်းကနေပြီးတော့မိဘလုပ်တဲ့လူကကြောင်းထားတော့ဘုန်းကြီးနဲ့ဘီးနဲ့ဝဲတယ်လို့ပေါ့ဘုန်းကြီးအနံလျှောက်တာဥပဒေကြောင်းသွားထားလိုက်တယ်ဘုန်းကြီးနဲ့စကားမပြောဝဲဘူးစကားမပြောဝဲမတဲ့ဘုန်းကြီးကြောင်းသားကိုဒီလိုပဲနေရတယ်စားရမှာလည်းသိကြောက်စားရမှာကြောက်တော့တခါတည်းကိုထွက်ကြည့်ပြေးတာပဲထွက်ကြည့်ပြေးအရိုက်ကြီးခါတာဘာနဲ့ပဲ6နှစ်သား9နှစ်သားကနေပြီးတော့ကြောက်နေလိုက်တဲ့ဥစ္စာဟာ14နှစ်အထိနေတာပဲအဲ့ဒါဘယ်ရောက်လဲတကာရေးသာသာကဲ့ပဲရောက်အဲ့တော့တင်မုံကြီးတော့ပြန်လာတယ်မပြန်ပါဘူးကာကြီးကာသာကဲ့နဲ့14နှစ်ထိရောအဲ့ဒီ14နှစ်ကနေပြီးတော့မိဘကသာမတတ်ဘူးဆိုပြီးတော့ကျောင်းကနေပြီးထုတ်လိုက်တယ်14နှစ်ကနေပြီးတော့တခါကျောင်းကလည်းထွက်ရောအဲ့ဒါတက္ကမအယူတာ14နှစ်သားကယူတာစာနဲ့ကတော့ပါရမီမပါခဲ့ပါဘူးဦးဇင်းဟာဒါကြောင့်မလို့အခုလည်းပဲအကြောင်းတရားအကျိုးတရားဆိုလို့ဦးဇင်းဟာစာမတတ်ပါဘူးလို့စာမတတ်ပေတဲ့သဘာဝကတော့ခန္ဓာကိုယ်ခန္ဓာကိုယ်ကရှားထားတဲ့တရားတွေကတော့သဘောတွေကိုပြောပြပါမယ်ဘာကြောင့်လဲခန္ဓာရှားထားတာဟုတ်ခန္ဓာရှားထားတော့သဘာဝတွေသိတာသဘာဝတွေသိထားတော့ခန္ဓာမှာဖြစ်တဲ့သဘာဝသဘောတရားတွေကိုတော့အကုန်သိတယ်သဘာဝလက္ခဏာတွေတာမြင်ရသဘောတရားတွေဒါတွေအကုန်သိစာလို့တော့ဘာမှမသိအဲ့တော့အခုလည်းပဲတဲ့6ထပ်ကြီးဆရာတော်ဘုရားကြီးကနေပြီး6ထပ်ကြီးဆရာတော်ဘုရားကြီးကအကြောင်းတရား6ထပ်ကြီးဆရာတော်ဘုရားကြီးကအကြောင်းတရားကနေပြီးတော့ဥအိမ်တော်ဘာသာကအကြောင်း6ထပ်ကြီးဆရာတော်ဘုရားကြီးကအကြောင်းတရားဟိုအကြောင်းကအကျိုးပြအကြောင်းအကျိုးတရားကအကြောင်းပြန်လိုက်တော့ဥအိမ်တော်ဘာသာကအကျိုးတရားဥအိမ်တော်ဘာသာအကျိုးတရားကအကြောင်းပြန်လိုက်တော့ဥပဒေကအခုတရားဟောရတာအကျိုးတရားဥပဒေအကျိုးတရားကအကြောင်းပြန်လိုက်တော့တရားဓမ္မတွေတရားနာရတာဟာအကျိုးခံစားပါလိမ့်မယ်ဘာကြောင့်မို့လဲဥပဒေကဟောရမယ့်တရားကတော့ခန္ဓာကတရားတွေပါပဲခန္ဓာကတရားတွေကဘယ်တရားတွေလဲတဲ့ဟိုသူများပြောတာရှိတယ်ဥပဒေကတော့ဘာတရားမှတော့မသိသူများပြောတာအခုပါလာပါတယ်မြင့်မှုကဆရာတော်ဘုရားကြီးနောက်ပြီးတော့လေးသာဆရာတော်ဘုရားအရှင်ဘုရားအခုဟောနေတာအဘိဓမ္မာဘာဘုရားလဲအဘိဓမ္မာအစီးဘုရားတဲ့အဲ့ဒီလိုပြောဥပဒေအဘိဓမ္မာမှလည်းတော့မသိဘူးပညာကိုမခေါ်တော့အဲ့တော့မင်္ဂလာပါဗျာတပည့်တော်ကတော့ခန္ဓာကတွေ့တဲ့တရားတွေကတော့တပည့်တော်အကုန်သိတယ်ဗျာတပည့်တော်ပညာမတတ်တတ်ဘူးဗျာအရှင်ဘုရားတို့တပည့်တော်ပညာတက်မှားပေါ်လို့ရှိရင်အရှင်ဘုရားတို့ပြင်ပေးပါဗျာအဲ့ဒီလိုဆရာတော်ဘုရားကြီးတွေဟာလာလိုက်တဲ့အချိန်ကအဲ့ဒီလိုပညာတည်တယ်ဒီလိုခေါ်တယ်ဒီလိုဆိုမှဩဝါဒပေးသွားပါတယ်လို့ဥပဒေစာမတတ်ပါဘူးအဲ့တော့စာမတတ်တဲ့ခန္ဓာမှာရှာထားတော့သဘာဝကတော့အကုန်သိပါတယ်လို့အကုန်သိတဲ့တရားဟာဖြင့်အတိတရားရဲ့အရှိတရားရဲ့နှစ်ဌာနရှိပါတယ်အတိတရားအရှိတရားတဲ့ဝိပဿနာကြပြန်တော့လဲတရားဓမ္မအများရဲ့ဝိပဿနာဆိုတာသုံးဌာနရှိတယ်ဝိပဿနာတဲ့ဝိပဿရှာတဲ့ဝိပဿနာတဲ့အစစ်ဝိပဿနာကတော့အစစ်ဝိပဿရှာတဲ့ဝိပဿညာတဲ့တရားဌာနတရားသုံးဌာနရှိဝိပဿနာကတော့ဘယ်လိုလဲတဲ့
This Yarojidi Yaha, a general when Peter, Twilight dot, but if a general and if it's instantly targeted Osago, Eddie Ali, Peter Tacarego, Eddie Hanet, the Caren, maybe or Yodora. Edda Valera, we pass on Yakor. To feed them. Canaracha had it, I think you move. Eddie Edia Valera. This Yarojina, a general, but if a general and if it's senior, I told what it. Yarojina has it, the Marojidi has it. A general went to the book, Cana, a senior go, the Carego, the Mawadi, Yazy one. The Modiadi, Yazy one. The Modiadi, Yazy one of them. Eddie Saudi, she did the Carego, Eddie Ada, she did up. Fini there, the Yaga of Badia little. We bat the Nya. We bat the Shia, so like a Badia little. The Yahoran light, Peter Langaro, a Kenya, Yahoran light in Nare. Odia Hotela, Tidia Hotela, Odia Manala, Tidia Manala. Daven light, you Shania, don't see it. Era Valere, we bat the Shia. We bat the Nasora or Kana Mashara. Kana Masharo, a tweet. And near a thee, the body go, thee. Benuvila, Payara Hotel. A thee, the low Amia Sole. A thee, the low Amia Sosora. Payara, a thee, the horror. A thee, the Azora, a gono Athene. A Riazu Romero, Athene, Boya. Athene has him, the Lazagia, Athene, need a fellow Athene, need a lady. Payara, a change charging hotel. A thee, the low Amia Sole. The Yadabo Pau, this are Livadia, Yavi solution. I think you know the Mayaro. What is Ziwaga Sisia, you bought? These are Ziwaga Sisia. Saving ya look the lado, like it, like a chinkama. They been a light Peter, who did the career, Charlene to G. Charlene to Giro. The Rango could be Charlene to get all that, but we eat, like another way, but we that later. The way to see like Jan or the Abota is like another way. Abo is on it, Abota. The way to see like Janola or that is not that. Is not yoke. The way to see like Jana Shalina could be to Jade or the Wayo yoke. The Loka Saloma, Shaji like the Tinkama, saving the Lotamasi. Saving the Lotamasi, that Cecia. Oh, you were up here like a Cecia. Cecia have here. Maybe shall like the Otaha. A pen Kuya, 2 Gilayan, Janet 2 Gilayan, the Van Kuyan, Janet 2 Gilayan, the Van Kuyan, Janet 2 Gilayan, the Van Kuyan, Janet 2 Gilayan, Janet 2 Gilayan. Oh, Saving neck in it, Ota, Logama, Baba Machiva, saving Ivala, Bala, oh, but who die the more, Abota is the more, Caesar is the more, Wayota is the more. The Giliva is Lekana, the Bawa, the Mona Shiva, to the more to Tommy Jada. The Bawa, that is very to do. I don't. The Yasuraga level. A column to Yajiva, to the Yaman and Natia Man, the Mobile. To the Yaman and Natia Man, so that Mamma not see me the book were on the yellow. Loga Maya, Tola, Maya Moha, Maya Mana, Maya. The Manidi Jamulu, Loga Dalonga, which is like what you like, Nayet Kanaya, you tell me. Manidi. Ayo. Loga Mandola, Moha, Mana, the Manidi Jamulu took a picture. Ayo. The Yasuraga to the Yaman and Natia Man, a contiagi, Payala Hotel, Tiagi. When you go to the Ayu, here, Hotel. The Hatchapa are you Chaubaha, eh? A contiagi, when you Hotel. I think I very I think the music. Now my city question. I think the music, Payala, I think Hotel. The Hatchapa are you Chaubaha, a contiagi, baby. No, you got saving charge of the the other ball is one of the this and leave at the other Yavi. A contiagi. Payala later, Payala Hotel. Then the Hotel later. The Hatchapa are you Chaubaha, Nina Ledia, Chiara Ledia. Nana Ledia, Sara Ledia, Tira Ledia, Tira Ledia, Yura Dea, Pauta Dea, Slanga Dea, a Cotiagi. Nienale, a Semprama, Jarale, Avamprama, Nanale, Anamprama, Sara Le, Yara Brama, Tira Le, Atuiprama, Tira Le, Dama Brama, Pramaji Valley, Fiati Ho. Ayo. Niene upon a Tim Mayal. Like it, Avampomale, a Tim Mayal. Nan like it, Anampomale, a Tim Mayal. Sara like it, Yada Bomale, a Tim Mar. Tea like it, a Duivomale, a Tim Mar. Feel like it, Damabo Male, a Tim Mare, Penyada, Lane Taro, Penyalin and Kanija. Ayo. Payala, a go to Yaji, Dajamo Payala, I think the low, and Yasone.
အတိတလုံးအမြဆုံးဆိုတော့အတိလာပြန်ပြီတဲ့ဟောအတိကလည်းဘယ်နှသိလဲတဲ့နှစ်သိလောကီသိလောကုတ္တရာအသိနှစ်ဌာနသမုဒိသစ္စာပရမသစ္စာနှစ်သိလောကီတရားရဲ့လောကုတ္တရာတရားရဲ့ဟောနှစ်သိအဲ့တော့နှစ်သိကိုတခါမရှိတဲ့တရားရဲ့ရှိတဲ့တရားရဲ့ဟောနှစ်ဌာနမရှိတဲ့တရားရဲ့ရှိတဲ့တရားရဲ့မရှိတရားကမရှိပညာရှိတဲ့တရားကသဘာဝယုံနာယုံရှိတဲ့တရားကပရမသစ္စာမရှိတဲ့တရားကပညာတရားအဲ့ဒီတော့မရှိတဲ့တရားကဘယ်တရားလဲတဲ့ဘုရားကတခါနှစ်ဌာနဟောဘယ်လိုဟောထားလဲမမြင်အပ်တဲ့တရားမသိအပ်တဲ့တရားမထင်အပ်တဲ့တရားမြင်အပ်တဲ့တရားရဲ့သိအပ်တဲ့တရားရဲ့ထင်အပ်တဲ့တရားရဲ့တရားနှစ်ပါးရှိမမြင်အပ်တဲ့တရားမသိအပ်တဲ့တရားမထင်အပ်တဲ့တရားဘယ်တရားတုံးလို့တရားဓမ္မများမေးစရာအကြောင်းတရားရှိဥပဒေကလည်းအတိတ်ကာလတုန်းကအခုအသက်ဟာ90နဲ့4နှစ်ထဲဝင်ပါပြီလို့ရှေ့တစ်ပေါင်းဆိုရင်50 45နှစ်ဟာ44နှစ်ပြင်းပြည့်ကြီးဖြစ်သွားတယ်တစ်ပေါင်းကကျော်သွားလို့ရှိရင်တော့9နှစ်ထဲဝင်သွားတယ်50နဲ့9နှစ်ထဲရောက်သွားအခုဥပဒေဟာအတိတ်ကာလတုန်းကဘုရားကဟောထားတယ်မြင်အပ်တဲ့တရားသိအပ်တဲ့တရားထင်အပ်တဲ့တရားမမြင်အပ်တဲ့တရားမသိအပ်တဲ့တရားမထင်အပ်တဲ့တရားတဲ့ဟောတရားနှစ်ပါးဥပဒေ46နှစ်လုံးဟာဖြင့်ဥပဒေမြင်ခဲ့တဲ့အမြင်အသိတွေဟာဖြင့်ဘယ်လိုအသိသိလာခဲ့တယ်လဲဘယ်လိုမြင်လာတယ်လို့ဆိုတဲ့ဥစ္စာမမြင်အပ်တဲ့တရားကိုမြင်ခဲ့မသိအပ်တဲ့တရားကိုသိခဲ့မထင်အပ်တဲ့တရားကိုထင်ခဲ့ဘာကြောင့်မမြင်အပ်တဲ့တရားမသိအပ်တဲ့တရားမမြင်အပ်တဲ့တရားမသိအပ်တဲ့တရားမထင်အပ်တဲ့တရားတွေထင်လာတော့ယုံနာမှမမြင်ပဲယုံနာမှမသိဘူးကျင့်ရပရမလည်းမကွယ်ဘူးဥပါဒံခန္ဓာလည်းမသိဘူးနာဣအာယုံရောက်ဖြစ်နေတဲ့တရားတွေကိုဥပါဒံခန္ဓာတွေဖြစ်နေတာမသိခဲ့မသိခဲ့လို့အဲ့ဒီဟာဥပဒေဟာမျက်စိကလည်းဥပါဒံခန္ဓာတွေဖြစ်ခဲ့မမြင်အပ်တဲ့တရားတွေမြင်လို့ဥပါဒံခန္ဓာဖြစ်ခဲ့မကြားအပ်တဲ့တရားတွေကြားမိလို့ဥပါဒံခန္ဓာတွေဖြစ်ခဲ့မနာအပ်တဲ့တရားတွေနာလို့ဥပါဒံခန္ဓာဖြစ်ခဲ့တယ်မစားအပ်တဲ့တရားတွေစားမိခဲ့လို့ဥပါဒံခန္ဓာဖြစ်တယ်မထိအပ်တဲ့တရားတွေထိမယ်လို့ဥပါဒံခန္ဓာဖြစ်တယ်မသိအပ်တဲ့တရားတွေသိခဲ့လို့ဥပါဒံခန္ဓာဖြစ်ခဲ့တယ်ဘယ်လိုဥပါဒံခန္ဓာဖြစ်ခဲ့သလဲတဲ့မင်းကြီးအကြောင်းတရားရှိယုံနာမမြင်ဘူးယုံနာမသိဘူးပြညာပရမလည်းမကွဲခဲ့ဘူးနာဣအာယုံရောက်ဖြစ်နေတဲ့ဥပါဒံခန္ဓာတွေစိတ်ဓာတ်ဖန်ဆင်းတဲ့ရုပ်မှလည်းမသိခဲ့ဘူးမသိခဲ့တော့ဥပဒေအတိတ်ကတော့46နှစ်လုံးဟာဘယ်လိုမြင်ခဲ့သလဲဆိုတော့မမြင်အပ်တဲ့တရားတွေမြင်ခဲ့ပါတယ်ဗျာမမြင်အပ်တဲ့တရားတွေဘယ်လိုမြင်လာခဲ့သလဲတဲ့မရှိတရားတွေမရှိတရားတွေကိုမြင်လာတယ်မရှိတရားတွေသိလာတယ်မရှိတရားတွေထင်လာတယ်ဘယ်လိုမြင်ရလဲဘယ်လိုသိလဲဘယ်လိုထင်လဲလို့ဆိုတော့46နှစ်လုံးဟာဥပဇင်းဟာဖြင့်အတိတ်ကတော့လွတ်ဘဝက46နှစ်လုံးမြင်သိထင်လာတဲ့အမြင်သဘောအသိသဘောအထင်သဘောတွေကိုပြောပြပါမယ်စိတ်တွေကိုပြောပြပါမယ်ဘယ်လိုမြင်ခဲ့တော့လဲအကြောင်းအားလျော်စွာဘုရားကတော့အတိတ်အနာကပြစ္ဆုတ်ပံကာလသုံးပါဟောအတိတ်ကိုလည်းမတွေးနဲ့တဲ့မရောက်သေးတော့အနာကစိတ်ကိုလည်းမမျှော်နဲ့တဲ့ပြစ္ဆုတ်ပံပေါ်လာတဲ့ယုံနာကိုအမှန်မြင်အမှန်သိတယ်ဥပဒေအတိတ်ကလာတော့ပြစ္ဆုတ်ပံပေါ်လာတဲ့ယုံနာတွေကိုအမှန်မမြင်အမှန်မသိခဲ့ဘူးဘယ်ဟာကိုမြင်လာခဲ့ကြလဲတဲ့အမှားတွေမြင်ပြီးအမှားတွေသိပြီးအမှားတွေထင်လာခဲ့မရှိတရားတွေကိုမြင်လာတယ်ဥပဒေဟာအတိတ်ကလာတော့46နှစ်လုံးဟာ46နှစ်လုံးဟာဖြင့်ဥပဒေဟာမြင်ရတဲ့အမြင်အသိသဘောတွေကိုပြောပြပါမယ်လို့ပြစ္ဆုတ်ပံအကြောင်းအားပြောဆိုတိုက်ခိုက်လိုက်တယ်မျက်စိနဲ့တိုက်ခိုက်လိုက်တဲ့အချိန်ခါဘယ်လိုမြင်ခဲ့တုံးဒကမာလေးမြင်တော့ဒကမာပဲသိလိုက်ဒကမာရဲ့လို့ထင်လိုက်တယ်ဗျာဥပဒေဟာအတိတ်ကလာတော့ဥပဒေထင်လာတယ်ဒကမာမြင်ဒကမာသိတယ်ဒကမာထင်ဒကာမြင်တော့ဒကာသိတယ်ဒကာထင်ခဲ့ဒကမာလေးမြင်တော့ဘယ်လိုဖြစ်လာလဲလို့ဆိုတော့ဆောလိုက်တာလှလိုက်တာဝလိုက်တာဖြူလိုက်တာပိန်လိုက်တာမဲလိုက်တာညိုလိုက်တာလို့ဒီလိုဖြစ်လာဥပဒေမြင်ခဲ့တာပြောတာနော်အတိတ်ကတော့46နှစ်လုံးအဲ့ဒီလိုမြင်လာခဲ့အဲ့ဒီလိုမြင်လာခဲ့တော့ဒကမာလေးကိုကိုကြိုက်နေတဲ့အသင်းဒကမာလေးကိုမြင်လိုက်တော့သာယာနှစ်သက်ပြီးတော့ယာကတွေဖြစ်ယာကစိတ်တွေဖြစ်ယာကစိတ်ဖြစ်တယ်ကိုမကြိုက်မနှစ်သက်တဲ့အသင်းကိုမြင်နေပြီးတော့ဒကမာမြင်ပြီးတော့မကြည့်တယ်ဟောဒေါသဖြစ်လာခဲ့ဒေါသစိတ်ဖြစ်ခဲ့ဖခင်ကတော့အဲ့ဒီလိုမမြင်နဲ့တဲ့မင်းမမြင်ကောင်းဘူးတဲ့မသိကောင်းဘူးတဲ့မထင်ကောင်းဘူးတဲ့မင်းကအမှားကြီးတဲ့မရှိပညာကြီးတဲ့မရှိတရားကြီးထင်လို့တဲ့မင်းယာကတွေဖြစ်တာတဲ့ဒေါသတွေဖြစ်တာတဲ့
ရှိတဲ့ဟာကဘာလဲတဲ့နာယုတ်တဲ့ယုတ်နန်းတဲ့နာအကြောင်းယုတ်ကျိုးယုတ်အကြောင်းနာအကျိုးတဲ့ခန္ဓာ၅ပါးတဲ့ယုတ်နံတရားဖြစ်ပြီးပြက်တဲ့သဘောတရားသာရှိတယ်တဲ့မင်းမရှိတာကြီးမင်းထင်းနေတယ်တဲ့မျက်စိကမြင်ပြီးတော့မင်းမရှိတာကြီးထင်လိုက်လို့တဲ့ဒကမမြင်လိုက်လို့ဒကမသိလို့ဒကမထင်လိုက်လို့မင်းຢာကဖြစ်တာတဲ့သဘာဝပြောတာနော်စားလို့မပါပါဘူးဦးစင်းစားလည်းမတတ်ပါဘူးမျက်စိနဲ့မြင်လိုက်တဲ့အချိန်ကဒကမမြင်တော့ဒကမသိလိုက်တယ်ဒကမထင်လိုက်တယ်ချောတာမြင်တော့ချောတာသိတယ်ချောတာတင်တယ်မင်းဒီလိုမမြင်နဲ့မမြင်တော့ဘူးတဲ့ဒီလိုမြင်ရင်ຢာကဖြစ်မယ်တဲ့ຢာကစိတ်ဖြစ်မယ်တဲ့ဒေါသဖြစ်မယ်တဲ့ဒီຢာကနဲ့ဒေါသမျက်စိကကြိုက်နေတဲ့အဆင်းလေးကိုမြင်လိုက်တော့ຢာကစိတ်ဖြစ်တယ်တဏှာဖြစ်မကြိုက်မနေတဲ့အဆင်းကိုမြင်လိုက်တော့ဒေါသဖြစ်ဟောမျက်စိကပေါက်ကနေပြီးတော့မျက်စိတမိတ်လျှက်ပြက်ကလေးစိတ်တခဏလေးကိုပြစ်စုံပါအကြောင်းအဆိုဆိုတာတိုက်ခိုက်လိုက်မျက်စိနဲ့မြင်လိုက်တဲ့အချိန်ကမှမြင်စဲမှာຢာကရဲ့စိတ်နဲ့ဒေါသစိတ်နဲ့ဓာတ်ကြီးဖြစ်ခဲ့တဲ့ဥပဒေဟာ46နှစ်လုံးအဲ့ဒီလိုဖြစ်ခဲ့မျက်စိကဖြစ်သေးသလားမဟုတ်သေးဘူးနားကလည်းဖြစ်အောင်နားနဲ့အတန်နဲ့ကြားလိုက်တဲ့အချိန်ခါမှာဘယ်လိုကြားကြလဲတဲ့ဒကမအတန်ကြားတော့ဒကမအတန်ရဲ့လို့သိရတယ်ဒကမအတန်ရဲ့လို့ထင်တယ်ဒကာအတန်ကြားတော့ဒကာအတန်သိတယ်ဒကာအတန်ထင်တယ်လေဒီအိုတန်ကြားတော့လေဒီအိုတန်သိတယ်လေဒီအိုတန်ထင်တယ်ဦးစင်းကြားတဲ့အကြားတွေကိုဘုရားကတော့မင်းဒီလိုမကြားနဲ့တဲ့ဒီလိုမသိနဲ့တဲ့ဘုရားကတော့ဒီလိုမထင်ကောင်းဘူးတဲ့မင်းဒီလိုထင်နေရင်မရှိတာကြီးထင်တာအတားတဲ့မင်းမမြင်လည်းမမြင်ကောင်းဘူးတဲ့မမြင်ကောင်းဘူးတဲ့အဲ့ဒီလိုပြောဘုရားကဒီလိုမမြင်နဲ့တဲ့ဒီလိုမြင်ရင်ຢာကဒေါသမောဟဆိုတဲ့တရားတွေဖြစ်ပြီးတဲ့ຢာကနဲ့ဒေါသဆိုတာမင်းယုံနာမမြင်လို့မောဟဖုံးလွှမ်းခြင်းရောင်းတဲ့မျက်စိကနေပြီးတော့ຢာကစိတ်ဒေါသစိတ်မောဟစိတ်ဖြစ်ကုန်ပြီတဲ့ဒီလိုမမြင်ကောင်းဘူးတဲ့ဒီလိုမြင်ရင်မင်းအတ္တတဲ့အတ္တဘောမရှိတာကြီးကိုကိုကအရှိထင်းနေအတ္တဆိုတာဘာလဲတဲ့မရှိတာကိုရှိတယ်လို့ထင်းနေတဲ့သဘောအတ္တအဲ့တော့မျက်စိနဲ့မြင်လိုက်တဲ့အခါမရှိတာကြီးကိုသွားထင်လိုက်တယ်အမှန်မမြင်ခဲ့ဘူးဥပဒေဟာဘယ်လိုမြင်လာခဲ့လဲတဲ့ဒကမမြင်ဒကမသိခဲ့တယ်ဒကမထင်ခဲ့တယ်ဒကာမြင်ဒကာသိတယ်ဒကာထင်တယ်နွားမြင်တော့နွားသိနွားထင်ခဲ့တယ်ခွေးမြင်တော့ခွေးသိခွေးထင်ခဲ့တယ်ကြက်မြင်တော့ကြက်သိတယ်ကြက်ထင်ခဲ့တယ်ရေမြင်တော့ရေသိတယ်ရေထင်ခဲ့တယ်တောမြင်တော့တောသိတယ်တောထင်ခဲ့တယ်သစ်ပင်မြင်တော့သစ်ပင်သိတယ်သစ်ပင်ထင်ခဲ့တယ်ကြောက်ဆင်းလူဘုရားကြီးမြင်တော့ကြောက်ဆင်းလူဘုရားကြီးရဲ့လို့သိတယ်ကြောက်ဆင်းလူဘုရားကြီးရဲ့လို့ထင်တယ်အဲ့ဒီလိုပဲဥပဒေအတိတ်ကလာတော့ဒီလိုပဲမြင်ခဲ့တယ်ဖွာတိလမြင်တော့ဖွာတိလပဲသိတယ်ဖွာတိလထင်တယ်သံဃာမြင်တော့သံဃာသိတယ်သံဃာထင်တယ်ဒါပဲသိတယ်ဥပဒေဘုရားကတော့ထောထားတယ်မင်းအတ္တတဲ့မရှိတာထင်နေတယ်မရှိဘူးတဲ့ရှိတဲ့သဘာဝယုံနာနဲ့ဒီယုံနာကိုမင်းသိတယ်ဘုရားဒီလိုဟောသဘောပြောပြတာပါနော်အဲ့တော့ဥပဒေအတိတ်ကလာတော့ကမမြင်အပ်တဲ့တရားမြင်ခဲ့တော့မသိအပ်တဲ့တရားမထင်အပ်တဲ့တရားတွေထင်လိုက်တော့မျက်စိပေါက်ကနေပြီးတော့ຢာကနဲ့ဒေါသမောဟတွေဒီခန္ဓာတွေဖြစ်ခဲ့တယ်ဒါကြောင့်မလို့မျက်စိပေါက်ကလည်းຢာကဒေါသမောဟဒီခန္ဓာတွေဖြစ်ခဲ့တယ်ဥပါဒခန္ဓာတွေຢာကစိတ်ຢာကခန္ဓာဒေါသစိတ်ဒေါသခန္ဓာမောဟစိတ်မောဟခန္ဓာဒီခန္ဓာတွေဖြစ်ခဲ့တယ်အဲ့တော့မျက်စိပေါက်ကနေပြီးတော့ຢာကဒေါသမောဟဒီခန္ဓာတွေဖြစ်ခဲ့တယ်အမှန်မမြင်မှမမြင်ပဲဘူးအမှန်မသိခဲ့ဘူးအမှန်မထင်ခဲ့နားနဲ့အသံနဲ့ကြားလိုက်တဲ့အချိန်ကလည်းဒကမအသံကြားလို့ဒကမအသံသိတယ်ဒကမအသံထင်တယ်ခွေးသံကြားလို့ခွေးသံသိတယ်ခွေးသံထင်တယ်ဝက်သံကြားလို့ဝက်သံသိတယ်ဝက်သံထင်တယ်ဘဲသံကြားလို့ဘဲသံသိတယ်ဘဲသံထင်တယ်လေဒီဥသံကြားလို့လေဒီဥသံသိတယ်လေဒီဥထင်တယ်လောင်စပိတာသံကြားလို့လောင်စပိတာသံသိတယ်လောင်စပိတာသံရဲ့လို့ထင်တယ်ဟောဒီအသိဒီအကြားဒီအသိဒီအထင်နေဘုရားကတော့ဒီလိုမကြားနဲ့တဲ့ဒီလိုကြားလိုက်လို့ရှိရင်ຢာကဖြစ်သွားမယ်တဲ့သာယာနှစ်သက်တဲ့အတန်လေးကိုကြားလိုက်ပြီဆိုရင်ຢာကဖြစ်မယ်တဲ့မသာယာတဲ့အတန်ကြားလိုက်ရင်ဒေါသဖြစ်မယ်တဲ့အတန်ဒီသဘောတရားတဲ့ရုပ်တရားတဲ့ခံစားတာကနာနဲ့ဖောက်ပြန်တာကရုပ်တဲ့မင်းဒါသိတဲ့ဒါမသိခဲ့ဘူးဦးဇင်းဟာအတိတ်ကလာတော့ခွေးသံကြားခွေးသံသိတယ်ဒကမအတန်ကြားဒကမအတန်ပြောသာယာနှစ်သက်တဲ့အတန်လေးကြားလိုက်တော့ຢာကဖြစ်မသာယာတော့အတန်လေးကိုကြားလိုက်တော့မကြားခြင်းနဲ့စိတ်ဖြစ်တယ်ဟောဒေါသတွေဖြစ်အဲ့ဒီနားတဲ့အတန်နဲ့ကြားလိုက်တဲ့ຢာကစိတ်ဒေါသစိတ်ဒီစိတ်တွေပဲဖြစ်ခဲ့တယ်ဒီຢာကနဲ့ဒေါသဘာကြောင့်ဖြစ်တယ်လဲတဲ့ယုံနာကိုမမြင်လို့ဒုက္ခဝေဒနာဒုက္ခဝေဒနာမသိခဲ့လို့မသိခဲ့လို့အဲ့ဒါဝေဒနာနာကခံစားဒုက္ခဝေဒနာဒုက္ခဝေဒနာဘာမှမသိခဲ့ဘူးနာယုံယုံနာနာကြောင့်ယုံကြောင့်နာအကျုပ်ကာလာသုံးပါလည်းမသိခဲ့ဘူးအတိတ်အနာကပြစ္ဆုတ်ပံကာလာသုံးပါလည်းမသိခဲ့ဘူးမျက်စိကလည်းအတိတ်အနာကပြစ္ဆုတ်ပံကာလာသုံးပါကိုမသိခဲ့ဘူးနားကလည်းအတိတ်အနာကပြစ္ဆုတ်ပံကာလာသုံးပါမသိခဲ့ဘူးမျက်စိကနားကမသိရောတော့ဗဇက်နှာခေါင်းကသိသေးလားမသိဘူးကျိုင်းနေတဲ့အနံလေးနားလိုက်တော့မွေးလိုက်တာသင်းလိုက်တာကြိုင်လိုက်တာနဲ့သာယာနှစ်သက်ပြီးတော့ဟောຢာကစိတ်ဖြစ်တယ်တဏှာဖြစ်တယ်လောဘစိတ်ဖြစ်ဥပဒေဖြစ်ခဲ့တာနော်46နှစ်လုံးကဒါဒီစိတ်တွေပဲဖြစ်ခဲ့တယ်မကြိုက်မနှစ်သက်တဲ့အနံလေးကိုနာပြီးတော့ဩစောနာလိုက်တာချင်းစောနာလိုက်တာဟောစောလာလိုက်ဆိုတော့မခံစားခြင်းနဲ့စိတ်ဟောဒေါသစိတ်အဲ့ဒီစိတ်ပဲဖြစ်တယ်ဘုရားကတော့ဟောထားတယ်
ဘုရားကဘယ်လိုပြောလဲမနံကောင်းမှုတဲ့ဒီလိုမသိကောင်းမှုတဲ့ဒီလိုမထင်ကောင်းမှုတဲ့ဘုရားဒီလိုဟောဥစဉ်အတိတ်ကာလတုန်းကဘုရားမကြိုက်တဲ့အသည့်တွေကိုသိလာတယ်မနာအပ်တဲ့တရားလည်းနားခဲ့တယ်မသိအပ်တဲ့တရားကိုလည်းသိရတယ်မထင်အပ်တဲ့တရားကိုလည်းထင်ခဲ့တယ်ဘာကြောင့်လဲတဲ့ယုံနာမမြင်လို့ဒုက္ခဝေဒနာဒုက္ခဝေဒနာမသိခဲ့ဘာမှဟိုမသိခဲ့ဒုက္ခဝေဒနာဒုက္ခဝေဒနာမသိခဲ့အဲ့ဒါကြောင့်နှာခေါင်းပေါက်ကလည်းပြစ္ဆုတ်ပါအကြောင်းအားဆိုတော့တက်ခက်လိုက်တဲ့အချိန်ကအနတ်တစ်ခုပေါ်လာနှာခေါင်းနဲ့ထိမှန်လိုက်တဲ့အချိန်ခါကြတော့ဘယ်လိုဖြစ်လိုက်တဲ့မှုလိုက်တာသိလိုက်တာဆိုတော့ຢာကတဏှာဖြစ်ပုံစောနာနဲ့ချင်းစောနာနဲ့ဟောင်းစောနာနဲ့ဆိုတော့မခံစားကြဘူးဒေါသဖြစ်နှာခေါင်းကလည်းຢာကနဲ့ဒေါသဖြစ်ခဲ့ຢာကစိတ်ဒေါသဖြစ်ဒီຢာကနဲ့ဒေါသဘာကြောင့်ဖြစ်တယ်လဲအကြောင်းပြန်ရှာရတော့မောဟယုံနာမသိလို့ဒုက္ခဝေဒနာဒုက္ခဝေဒနာမသိလို့မောဟဖုံးလွှမ်းယုံနာမှမသိဘူးမောဟဖုံးလွှမ်းရောຢာကဒေါသဖြစ်ဟောနှာခေါင်းဘောက်ကလည်းຢာကစိတ်ဒေါသစိတ်မောဟစိတ်ຢာကခန္ဓာဒေါသခန္ဓာမောဟခန္ဓာဒီဥပါဒခန္ဓာတွေဖြစ်ခဲ့ဒါကြောင့်မလို့ဘုရားကမင်းဒီလိုမသိနဲ့တဲ့ဒီလိုသိရင်မရှိတာကြီးကိုသိနေရတဲ့မရှိတရားတဲ့ရှိတဲ့တရားကိုသိပါတဲ့မရှိတဲ့တရားကိုမသိနဲ့တဲ့မရှိတဲ့တရားသိနေရင်မင်းအတ္တတဲ့အတ္တဆိုတာမရှိတရားကိုသိနေတဲ့သဘောတဲ့အတိတ်ကလာတော့မွေးတာသင်တာတွေကိုမွေးတာလေးပေါ်လာတော့မွေးတယ်လို့သိတယ်မွေးတယ်လို့ထင်ခဲ့တယ်ပုံစောနာနာပေါ်တော့ပုံစောနာတယ်လို့သိတယ်ပုံစောနာတယ်လို့ထင်ခဲ့ဒီတရားတွေပဲသိတယ်46နဲ့လုံးလုံးစကား6ပေါက်ကအာယုံ6ပါးဟာဖြင့်လျှာပေါက်ကရောတဲ့သူနည်းသူသွားစားလိုက်တဲ့ပြစ္ဆုတ်ပါအကြောင်းအားတွေဆိုရတာနဲ့ရှာနဲ့တွေးလိုက်တယ်မြင်လိုက်တဲ့မျက်စိကဟင်းကိုဘယ်လိုမြင်လိုက်တော့ဝက်သားမြင်တော့ဝက်သားရဲ့လို့ဝက်သားဟင်းရဲ့လို့သိတယ်ဝက်သားဟင်းရဲ့လို့ထင်ကျက်သားဟင်းမြင်တော့ကျက်သားဟင်းရဲ့လို့သိတယ်ကျက်သားဟင်းရဲ့လို့ထင်ဘဲသားမြင်တော့ဘဲသားသိတယ်ဘဲသားထင်တယ်စိတ်သားမြင်တော့စိတ်ကလေးစားကိုမြင်တော့စိတ်ကလေးစားရဲ့ဟင်းရဲ့လို့သိတယ်စိတ်ကလေးစားဟင်းရဲ့လို့ထင်တယ်စားလိုက်တော့ဆိုတာစားတော့ဆိုတာသိတယ်ဆိုတာထင်တယ်ငါနာစားတော့ငါနာသိတယ်ငါနဲ့ထင်တယ်ဖာနာစားတော့ဖာနယ်လို့သိတယ်ဖာနယ်လို့ထင်တယ်ဘုရားကဒီလိုမသိနဲ့မရှိတာကြီးကိုမသိနဲ့တဲ့မင်းမရှိတရားကြီးကိုသိနေပြီတဲ့မင်းຢာကဒေါသဖြစ်ကုန်ပြီတဲ့ကြိုက်နေတဲ့အရာသာလေးစားလိုက်တော့မင်းຢာကဖြစ်သွားမှာပေါ့မကြိုက်မနဲ့တဲ့အရာသာစားလိုက်တော့မင်းမစားကျင်တဲ့စိတ်ဒေါသဖြစ်သွားမှာပေါ့ဒီစိတ်တွေဟာမင်းမရှိတရားတွေတဲ့ဒီဟာကိုမင်းမသိနဲ့တဲ့သိရမှာကဘာလဲတဲ့ရုပ်တဘာဝနာမ်တဘာဝလက္ခဏာသာမြင်ရသဘောတရားတဲ့နာအကြောက်ကျုပ်ကြောက်နာအကျိုးတဲ့ကာလ3ပါးတဲ့ဒါသိရမယ်တဲ့ရုပ်တရားနာမ်တရားကိုသိရမယ်တဲ့ဘုရားဒီဟောဥစဉ်အတိတ်ကလာသိလာတာကတော့စားလိုက်တဲ့အချိန်ခါမှာတခါတည်းအရသာခံစားတာအတိတ်ကတော့ဟိုမှာရှင်းပြတာကောင်းလို့ရှိရင်ဥစဉ်အတိတ်ကလာတော့တရားဓမ္မများဥစဉ်ကအတိတ်ကလာတော့ဓမ္မ2ယောက်ရှိရှင်းပြတဲ့ဟိုဓမ္မရှိဒီဓမ္မရှိပျောက်စားနေတာပဲဥစဉ်ကအတိတ်ကလာပြောတာပါဗျာအကြောင်းပေါ်ပြောတာပါအတိတ်ကလာတော့ဓမ္မ2ယောက်ရှိတယ်ရန်ကုန်မှာ1ယောက်တောမှာ1ယောက်တောကဓမ္မကရင်မရန်ကုန်ကဓမ္မကရှားမအဲ့တော့ဓမ္မ2ယောက်ရှိတော့ကောင်းတဲ့ချက်တဲ့ဥစ္စာအတိတ်စကားပြောတော့ဗျာကောင်းကောင်းလေးရန်ကုန်ကဟာတော့မကောင်းဘူးလားကောင်းပါလေတောကကရင်မချက်တာတော့မကောင်းစိတ်ထဲကအဲ့တော့ကျန်နေတဲ့အရာသာလေးကိုဓမ္မကချက်ပေးလိုက်လို့ရှင်ဒါလေးကိုတာယာနှစ်သက်ပြီးအရာသာခံစားတော့လားရှင်းမရှိလို့များဖြင့်ဓမ္မကိုရန်လောက်တာဘာလဲတဲ့အရာသာနဲ့လျှာနဲ့ရတာနဲ့လျှာနဲ့ထိမှန်လိုက်တဲ့အချိန်ခါမှာကျန်နေတဲ့အရာသာလေးစားပြီးတော့တာယာနှစ်သက်ပြီးတဏှာယာကဖြစ်တယ်ယာကခန္ဓာဖြစ်မကြိုက်မနဲ့တဲ့အရာသာလေးစားပြီးတော့ဥပဇင်ကဒေါသဖြစ်ဥပဇင်ဖြစ်ခဲ့တာပြောတာနော်46နှစ်လုံးလုံးပါအဲ့တော့ကျန်နေတဲ့အရာသာလေးစားလိုက်တော့တဏှာဖြစ်တယ်မကြိုက်မနဲ့တဲ့အရာသာစားပြီးတော့မစားခြင်းနဲ့စိတ်ဒေါသဖြစ်တယ်ယာကနဲ့ဒေါသဖြစ်တယ်ဘာကြောင့်ယာကဒေါသဖြစ်တယ်လဲတဲ့ဒုက္ခဝေဒနာဒုက္ခဝေဒနာအကြောင်းတရားအကျိုးတရားဒုက္ခသစ္စာမမြင်ခဲ့လို့ဒုက္ခသစ္စာမမြင်ခဲ့လို့ဒုက္ခသစ္စာမမြင်တော့ယာကစိတ်ဒေါသစိတ်တွေဖြစ်ကုန်တာပေါ့ဗျာအကြောင်းအကျိုးကိုမသိမှမသိပဲဟုတ်အကြောင်းအကျိုးမသိတော့သားနေတာပဲအရသာခံပြီးတော့လောလုပတနာဖြစ်မကြိုက်မနှစ်တဲ့အရသာစားပြီးတော့ဒေါသဖြစ်အဲ့တော့ဒီယာကနဲ့ဒေါသဟာရတာတစ်ခုစားလိုက်တဲ့အချိန်ကမှယာကနဲ့ဒေါသဘာလို့ဖြစ်တယ်လဲတဲ့ဝေဒနာမှမသိလို့ဒုက္ခဝေဒနာလည်းမသိခဲ့ဘူးဒုက္ခဝေဒနာလည်းမသိဘူးဒုက္ခဝေဒနာဒုက္ခဝေဒနာမသိခဲ့လို့မောဟဖုံးလွှမ်းခြင်းကြောင့်မလို့ယာကနဲ့ဒေါသဖြစ်တယ်အကြောင်းတရားကဘာလဲတဲ့မောဟအကြောင်းတရားပြီးတော့မောဟအကြောင်းတရားဆိုတဲ့ဥစ္စာဒီအကြောင်းတရားကနေပြီးတော့အကျိုးတရားလောဘစိတ်ဖြစ်လောဘစိတ်ဖြစ်လောဘစိတ်အကျိုးတရားကနေပြီးအကြောင်းပြန်လိုက်တော့ဒေါသဖြစ်တယ်ဒေါသအကြောင်းတရားကနေပြီးတော့ဟောမာနဖြစ်တရားလေးပါးတစ်ခါတည်းဆက်သွားတာစိတ်ကလေးပြောရတာစားလိုက်လဲ
လောဘဒေါသမောဟမာနဆိုတဲ့တရားဖြစ်ကုန်ပြီမျက်စိကလည်းຢာကဒေါသမောဟမာနဆိုတဲ့တရားဖြစ်ကုန်ပြီနားကလည်းအသံတစ်ခုကြားလိုက်တဲ့ချိန်ခါမှလည်းຢာကဒေါသမောဟမာနဆိုတဲ့တရားဖြစ်ကုန်ပြီနှာခေါင်းနဲ့အနာနဲ့ထိမှန်းလိုက်တဲ့ချိန်ခါလည်းຢာကဒေါသမောဟမာနဆိုတဲ့တရားဖြစ်ကုန်ပြီလျှာနဲ့ຢာသာနဲ့စားလိုက်တဲ့ချိန်ခါလည်းຢာကဒေါသမောဟမာနဆိုတဲ့တရားတွေဖြစ်ကုန်ပြီစကား6ပေါက်ကဒီစကားမျက်စိရဲ့နားရဲ့နှာခေါင်းရဲ့ပါးစပ်ရဲ့ဖြစ်သေးသလားတဲ့မဟုတ်သေးဘူးကြာကိုယ်ပေါက်ကလည်းဖြစ်သေးတယ်သာယာမြင့်တဲ့ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့ချိန်ခါကျတော့သာယာတယ်ဗျာအတွေ့နဲ့ကိုယ်နဲ့ထိမှန်လိုက်တဲ့ကြာကောင်းတဲ့အတွေ့လေးကိုတွေ့လိုက်တော့ဒုက္ခဝေဒနာခံစားလိုက်တင်တာမသိဘူးဒါတွေကြိုက်နေတဲ့အတွေ့လေးကိုတွေ့လိုက်တော့သာယာမြင့်တဲ့ခဏခဏအတွေ့လေးကိုခဏခဏတွေ့တယ်ဥပဒေစိတ်ပြောတာနော်အတိတ်ကလာတော့46နှစ်လုံးခဏခဏတွေ့ကြတယ်တော်ကြာရင်စမြုပ်ပြန်ရင်တော်ကြာစမြုပ်ပြန်ရင်အာကြီးပဲတခါတည်းကိုခဏခဏတွေ့ကြနေတာပဲဥပဒေစိတ်ပြောတာအတိတ်ကလာတော့ဘာကြောင့်ဒီလိုခဏခဏတွေ့ကြနေဥပဒေဟာအတိတ်ကလာတော့ဘယ်လိုဖြစ်လာလဲဆိုတော့ကြိုက်နေတဲ့အတွေ့လေးကိုတွေ့လိုက်တော့သာယာနှစ်သက်ပြီးတဏှာယာကစိတ်ဖြစ်ခဏခဏတွေ့ကြနေတာပဲစိတ်ကြီးစိတ်ကြီးဖြစ်အဲ့ဒီတော့အဲ့ဒီစိတ်ကဘယ်လိုဖြစ်နေလဲဆိုတော့နွားများဟာမနေ့ကညက်တွေစားပြီးတော့ညကြတော့စမြုပ်ပြန်တယ်လို့အစာဟောင်းတွေထုတ်ပြီးတော့ဝါတယ်ဥပဒေဟာအတိတ်ကလာတော့46နှစ်လုံးကိုနဲ့အတွေ့နဲ့ထိမှန်လိုက်တာသာယာအသောအတွေ့လေးကိုတွေ့လိုက်တော့ခဏခဏထိချင်တဲ့စိတ်ကအဲ့ဒါဘာလဲတဲ့နွားများဟာအစာသစ်ကိုစားပြီးတော့ညကြတော့အစာဟောင်းတွေဝင်းထဲကထုတ်ပြီးဝါတယ်လို့ခဏခဏဘုရားကတော့အတိတ်ကိုမတွေးနဲ့လို့ဆိုတော့ဥပဒေကအတိတ်ကြီးတွေးတာအဲ့တော့ကြိုက်နေတဲ့အတွေ့လေးကိုတွေ့လိုက်တော့သာယာတဲ့နှစ်သက်တဲ့တဏှာယာကဖြစ်တယ်ဒုက္ခဝေဒနာခံစားမကြိုက်မနစ်တဲ့အတွေ့ကိုတွေ့လိုက်တော့ဘယ်လိုဖြစ်လဲတဲ့ခန္ဓာထဲကနေပြီးတော့ဆရာတော်ဘုရားကြီးများပြောကြတယ်ပထုံကြီးတဲ့အာဘောတဲ့တေသောတဲ့ဝါရောတဲ့တက်ကြီးလေးပါတဲ့ဥပဒေခန္ဓာမှာဘာဟာတွေတွေ့လာတဲ့ကျင်လာတဲ့တောင်းလာတဲ့ထုံလာတဲ့ကျင်လာတဲ့အောက်လာတဲ့ကြိုက်လာတဲ့ပူလာတဲ့အေးလာတဲ့လှုပ်လာတဲ့မူးလာတဲ့ဒါတွေတွေ့လာတော့မခံစားခြင်းဒေါသဖြစ်မခံစားခြင်းနဲ့စိတ်ကဒေါသဒါတွေကြတော့မခံစားခြင်းဘာကြောင့်လဲဘယ်ဟာအားကိုဆရာဝန်အားကိုတယ်ငါကိုပူလာဆရာဝန်တော့ခေါ်သွားမှာဒီဆရာဝန်အားကိုဥပဒေအတိတ်ကအားကိုလာတာပြောဒီရုပ်တီဖောက်ပြန်လာတဲ့ဟာကိုမသိဘူးကြက်ကြီးလေးပါဤလက္ခဏာသဘာဝလည်းမသိဘူးသဘောတရားတွေလည်းမသိဘူးတာမြင်ရလက္ခဏာလည်းမမြင်ခဲ့ဘူးမမြင်ခဲ့တော့ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တယ်ကြိုက်နေတဲ့အတွေ့လေးတွေ့လိုက်တော့ตาရတယ်နှစ်သက်တယ်ကြက်ကြီးလေးပါဖောက်ပြန်လာတော့တင်းတဲ့သဘောတွေတောင်းတဲ့သဘောတွေထုံတဲ့သဘောတွေအောက်တဲ့သဘောတွေကြိုက်တဲ့သဘောတွေကြက်လာတဲ့သဘောတွေပူတဲ့သဘောတွေအေးတဲ့သဘောတွေလှုပ်တဲ့သဘောတွေတွန်းတဲ့သဘောတွေကန်းတဲ့သဘောတွေဒါတွေဖောက်ပြန်လာတော့ဥပဒေကမခံစားနိုင်ဘူးဒေါသဖြစ်တာပဲဆရာဝန်တော့ခေါ်တော့မှအများများပျောက်စေတယ်များများသူ့သဘောသူဆောင်းနေတဲ့ရုပ်ဓမ္မနန္ဒပါကိုမသိဒေါသဖြစ်လာတယ်အဲ့ဒီလိုပဲဖြစ်ခဲ့တယ်အဲ့တော့ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကຢာကစိတ်နဲ့ဒေါသစိတ်ဖြစ်တယ်ຢာကစိတ်ဒေါသစိတ်ဖြစ်တာဘာကြောင့်ဖြစ်လာတဲ့ယုံနာကိုမှမမြင်ပဲဟုတ်ယုံနာမမြင်ဘူးယုံနာမသိဘူးပညာပရမတ်လည်းမကွဲခဲ့ဘူးဥပါဒံခန္ဓာလည်းမသိခဲ့မသိရလို့ຢာကစိတ်ဒေါသစိတ်ဖြစ်ရမောဟဖုံးလွှမ်းခြင်းကြောင့်ဟောကိုယ်ဘောက်ကလည်းຢာကရဲ့ဒေါသရဲ့မောဟရဲ့မာနရဲ့ဟောဒီတရားလေးပါဖြစ်ကုန်တာဥပဒေဖြစ်ခဲ့တာပြောတယ်46နှစ်လုံးဒီတရားပဲဖြစ်တယ်ဥပဒေဖြစ်တယ်တရားမဖြစ်အဲ့တော့မနောနဲ့ဓမ္မနဲ့ပေါင်းဆောင်လိုက်တဲ့ကြိုက်ရက်တဲ့အသိလေးကိုသိလိုက်ပါရတယ်ဆက်တဲ့တဏှာຢာကဖြစ်ကိုယ်ကြီးကိုမောင်နှမလေးများအလုတ်ကြိုက်ကောင်းတယ်ဟိသိမ့်ဒီပေါက်တယ်ဟိဒီပေါက်လို့ပိုက်ဆံရတယ်ဟိကိုကြီးဒီကိုမောင်နှမတော့မှာလေသမားတွေကိုတေကကို60 90ထွက်တယ်ဒီတစ်ခါဖြင့်1000ကျော်2000ရတယ်ဆိုရင်ဝင်းစားလိုက်တာဝင်းစားနေတဲ့ဒီကိုမောင်နှမတွေသဘာတွေရပြီဆိုလို့ရှိရင်ဝင်းစားတယ်ပါရညှစ်သက်ပြီးတော့တဏှာယာကဖြစ်တယ်ယာကစိတ်ဖြစ်အတိတ်ကလာတော့ကဥပဒေညီတယောက်ဟာဖြစ်သဘုံကသတ်လိုက်တယ်ဥပဒေကလည်းအတိတ်ကတရားတော်မှများလူကောင်းမဟုတ်ဘူးဗျာလူဆိုးဗျာဘာကြောင့်လဲတဲ့အတိတ်ကပြောတာပါဗျာအတိတ်ကဘာမှမသိခဲ့တော့ဆိုးကျင်နေဆိုးနေတာပေါ့ဗျာဥပဒေဆိုတာကတော့အင်္ဂုလိမာလာကြီးလောက်တော့မဆိုးပါဘူးလက်ညှိုးတွေဖြတ်ပြီးတော့လူတွေစမတတ်ခဲ့ပါဘူးဥပဒေကမတတ်ခဲ့ပါဘူးဘာကြောင့်လဲဓမြတော့တိုက်တယ်အာကြီးတိုက်တယ်အတိတ်ကလာတော့ပညာလိုတာဆိုးတာပြောတာပါဗျာလူဆိုးရဲလို့တာအညီပညာခေါ်သမုတ်တာဆိုးတာဟုတ်ပါဘူးအင်္ဂုလိမာလာကြီးဆိုးတယ်လို့ခေါ်မှာခေါ်ပါဘူးအဲ့ဒါတချို့ကတော့လူဆိုးနဲ့မပေါင်းနဲ့ဆိုတာလူဆိုးမှလည်းဘယ်လူဆိုးပေါင်းရမလဲဆိုတာလည်းမသိကြဘူးအဲ့တော့ဥပဒေအတိတ်ကလာတော့ဆိုးလာခဲ့ပါတယ်လို့မနောနဲ့ဓမ္မနဲ့ပေါင်းဆောင်လိုက်တဲ့အချိန်ကမှအတိတ်ကလာတော့ဥပဒေညီတယောက်ပါသဘုံကသတ်ပလိုက်တော့ဥပဒေကလည်းအဲ့တော့ညီတယောက်သဘုံကသတ်လိုက်တော့ဥပဒေကဘယ်အချုပ်ထဲခံရတယ်ဘယ်အချုပ်
အေးစိန်ချုပ်တဲ့ခံရတယ်ဘယ်လိုဘာမှုနဲ့အဖမ်းခံရလဲပြန်ပေးမှုပြန်ပေးရလည်းမဟုတ်ဘူးလားဟုတ်တယ်ဗျာပြန်ပေးဆွဲတာဟုတ်တယ်ဗျာဒါမှန်တာပြောတာလေဥပဒေကပြန်ပေးမှုနဲ့အဖမ်းခံရပြန်ပေးမှုနဲ့အဖမ်းခံဆိုညီတယောက်ကိုတခါတည်းသဘုံကနေပြီးတော့တခါတည်းကိုတပ်ပလိုက်တော့ဟိုမှာအချုပ်ထဲကနေပြီးတော့မနှောနဲ့ဓမ္မနဲ့ပေါင်းဆုံးလို့အသီးလေးသိလိုက်တယ်ဆိုတော့မခံစားကြုံဒေါသဖြစ်နေတာမလီပတ်ချင်တဲ့စိတ်ကြီးဖြစ်နေတာပဲတခါတည်းဘယ်လိုဖြစ်နေတာတော့ငါဟာဒင်းတို့ငါမရှိတဲ့ငါအတွင်းနဲ့ရောက်နေတဲ့အချိန်ခါမှာဒင်းတို့ကလှုပ်ခါဟုတ်ငါရှိလို့ရှိရင်ဖြင့်ဒင်းတို့က10ယောက်ဖြစ်ပြီချင်းငါအပေါင်းအသင်းနဲ့ဆိုလို့ရှိရင်ဖြင့်ငါကသူတို့10ယောက်ရှိငါ9ယောက်ပေါ့ဒီလိုကြံပြီးတော့ဒေါသဖြစ်ခဲ့ပါတယ်အဲ့ဒါကြိုက်နေတဲ့အသီးလေးကိုသိလိုက်တော့သာယာဖြစ်တဲ့တဏှာယာကဖြစ်တယ်မကြိုက်မနဲ့တဲ့အသီးကိုသိလိုက်တော့ဒေါသတွေဖြစ်ခဲ့ပါတယ်လို့ဦးဇင်းကအဲ့တော့မနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါသာယာညစ်တဲ့အသီးလေးကိုသိလိုက်တော့သာယာတဲ့နှစ်သက်တယ်မသာယာတော့အသီးကိုသိလိုက်တော့ဒေါသတွေဖြစ်ဘာကြောင့်ဒီလိုကြီးပါတဏှာယာကဖြစ်တယ်လေဒေါသဖြစ်တယ်လေဆိုတော့ယုံနာမမြင်ခဲ့လို့သူသဘောသူဆောင်းနေတဲ့သဘာဝလက္ခဏာသဘောတရားသာမြင်ညသဘောကိုမသိခဲ့လို့အဲ့ဒီမှာယာကနဲ့ဒေါသဖြစ်ခဲ့တယ်ဟောမောဟဖုံးသွားခြင်းတော့ယုံနာမသိတာပါလေတဲ့သစ္စာလေးပါမသိတာပါလေတဲ့မောဟအဲ့ဒီမောဟဖုံးသွားခြင်းကြောင့်ယာကနဲ့ဒေါသဖြစ်ရတယ်ဒီစိတ်တွေလည်းဖြစ်ခဲ့တယ်မနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကလေးယာကဒေါသမောဟမာနဆိုတဲ့တရားတွေလည်းဖြစ်ခဲ့တကား6ပေါက်ကဟာတွေ46နှစ်လုံးလုံးကဥပဇင်းဟာမျက်စိပေါက်ကလည်းမမြင်အပ်တဲ့တရားမြင်ခဲ့လို့မသိအပ်တဲ့တရားတွေသိခဲ့လို့မထင်အပ်တဲ့တရားတွေထင်ခဲ့လို့မကြားအပ်တဲ့တရားတွေကြားခဲ့လို့မသိအပ်တဲ့တရားတွေသိခဲ့လို့မထင်အပ်တဲ့တရားတွေထင်ခဲ့လို့မနာအပ်တဲ့တရားတွေနားခဲ့လို့မသိအပ်တဲ့တရားတွေသိခဲ့လို့မထင်အပ်တဲ့တရားတွေထင်ခဲ့လို့မစားအပ်တဲ့တရားတွေစားခဲ့လို့မသိအပ်တဲ့တရားတွေသိခဲ့လို့မထင်အပ်တဲ့တရားတွေထင်ခဲ့လို့မထိအပ်တဲ့တရားသိခဲ့တယ်မသိအပ်တဲ့တရားသိခဲ့တယ်မထင်အပ်တဲ့တရားထင်ခဲ့တယ်တကား6ပေါက်ကအာယုံ6ပါးဟာဖြင့်မရှိတာတွေကြီးပဲဥပဇင်းဟာမြင်ပြီးသိပြီးထင်လာခဲ့တယ်အဲ့ဒါဖယားကမကြိုက်တဲ့ဖယားမကြိုက်တဲ့ဟာတွေမင်းဒီလိုမမြင်နဲ့ဒီလိုမသိနဲ့အဲ့ဒါမရှိတာတွေမင်းမြင်နေတာတဲ့မရှိတာတွေသိနေတာမရှိတာတွေထင်နေတာတဲ့မင်းအတ္တတဲ့မင်းမရှိတာထင်တာအတ္တတဲ့ထင်တာဆိုတော့ဗာလဲအတ္တဆိုတော့ဗာလဲမရှိတာထင်တာထင်တဲ့ဘောအတ္တအဲ့တော့46နှစ်လုံးလုံးကဥပဒေအမှန်မမြင်ခဲ့ဘူးဘာဖြစ်လဲတဲ့စကား6ပေါက်ကအာယုံ6ပါးဟာဖြင့်ဥပဒေဖြစ်လာတာအမြင့်ပညာကဥပဒေအတိတ်ကာလတုန်းကလူရဲလို့သာဖြစ်လာတဲ့ဥပဒေဒါနကုသိုလ်ကံသီလကုသိုလ်ကံစေရနာကြောင့်မလို့အခုလူရဲလို့ဖြစ်တာ46နှစ်လုံးလုံးဟာဖြင့်လူရဲလို့ဖြစ်ပေတဲ့ဥပဒေသူများကသာလူရဲဥအောင်ထုံးရဲလို့အမြင့်ပညာခေါ်တယ်လို့ဥအောင်ထုံးရဲလို့လူထင်ညသူများကတော့လူထင်းနေတယ်ဥပဒေကတော့အခုမှသိတာလူမဟုတ်ဘူးဆိုတာသိဘယ်ဟုတ်လို့46နှစ်လုံးလူစိတ်မဟုတ်ပဲနဲ့လူစိတ်မဟုတ်ဘာစိတ်တွေလဲတဲ့ဥပဒေမှာဖြစ်လာခဲ့တဲ့စိတ်တွေမျက်စိကလည်းယာကဒေါသမောဟဒီခန္ဓာတွေဖြစ်ကြတော့ယာကစိတ်ကဒေါသစိတ်ကမောဟစိတ်ကဆိုယာကဆိုတာပိတ်တာဒေါသဆိုတာငရဲမောဟဆိုတာတိရစ္ဆာန်အဲ့ဒီမျက်စိပေါက်ကစိတ်တခဏလေးဟာပြည့်လူတိရစ္ဆာန်လူငရဲလူပိတ်တာဖြစ်တယ်နားနဲ့အသာနဲ့ကြားလိုက်တဲ့အချိန်ကလည်းလူတိရစ္ဆာန်လူငရဲလူပိတ်တာဖြစ်တယ်နှာခေါင်းနဲ့အနံ့နဲ့ထိမှန်လိုက်တဲ့အချိန်ကလည်းလူတိရစ္ဆာန်လူငရဲလူပိတ်တာဖြစ်တယ်လျှာနဲ့ရတာနဲ့စားနေတဲ့အခါပြစ္ဆုတ်ပါမှာလူတိရစ္ဆာန်နဲ့လူငရဲလူပိတ်တာဖြစ်တယ်ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကလည်းလူတိရစ္ဆာန်လူငရဲလူပိတ်တာဖြစ်တယ်မနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကလည်းလူတိရစ္ဆာန်လူငရဲလူပိတ်တာဖြစ်တယ်ဒါကြောင့်ဘုရားကဟောတာလူသသိန်းတည်တယ်လို့လည်းလူပြောင်းဖြစ်ဘူးဘယ်ဖြစ်မဟုတ်တာပေါ့ဗျာနော်ဥပဒေဖြစ်လာတဲ့46နှစ်လုံးလုံးဟာလူသိမ့်မဟုတ်ပဲနဲ့လူရယ်လို့သာခေါ်ဟောသမုတ်ထားတာယာကဒေါသမောဟမာနဆိုတဲ့တရားတွေဒီတရားတွေပဲဖြစ်24နာရီလုံးလုံးဟာဖြင့်ဘာမှမသိရဘူးဒုက္ခဝေဒနာဒုက္ခဝေဒနာအသိလည်းမရှိရဘူးဘုရားကတော့အသိတစ်လုံးအမြတ်ဆုံးလို့ဒီလိုဟောထားတယ်ဥပဒေအသိတစ်လုံးကိုမရခဲ့အသိတစ်လုံးရလို့ရှိရင်မြတ်မှာပေါ့ဘုရားကအသိပဲဟောတာကိုအဲ့တော့ဥပဒေသိလာတဲ့အသိကဘာလဲတဲ့မရှိတာတွေသိလာမရှိတရားတွေရှိတဲ့တရားကိုမသိရဘူးအဲ့တော့မျက်စိပေါက်ကလည်းပဲလူတိရစ္ဆာန်လူငရဲလူပြိတ်တာဒီတိရစ္ဆာန်စိတ်ပိတ်တာဒီငရဲစိတ်တကား6ပေါက်ကအာယုံ6ပါးဟာပြည့်ဒီစိတ်တွေပဲဖြစ်တယ်46နှစ်လုံးလုံးဟာအဲ့ဒီတုန်းကများဥပဒေခန္ဓာများပြတ်သွားပြီတဲ့ယုံနာ2ပါးများထုတ်လိုက်ပြီဆိုလို့ရှိရင်ပြည့်ဥပဒေဟာကျင်းနေပါတယ်ဗျအပယ်4ပါး4ဘက်ထောက်ပြီးတော့ရက်ကိုဆင်းရဘာကြောင့်လဲတဲ့လူတိရစ္ဆာန်လူငရဲလူပြိတ်တာဖြစ်ခဲ့တယ်လူရဲလို့သာခေါ်ဟောသမုတ်တာလူမဖြစ်ခဲ့ပါဘူးဥပဒေစိတ်ပြောတာပါဗျဘာကြောင့်မဖြစ်ခဲ့တယ်လဲတဲ့မျက်စိကလည်းယာကဒေါသမောဟနားရတယ်ပြစ္ဆုတ်ပါအကြောင်းအားဖြင့်ဆိုတိုက်ခိုက်တိုင်းယာကစိတ်ဒေါသစိတ်ဒါပဲဖြစ်ဒါဖြစ်တော့လူဟုတ်ပါအောင်မလားအသိမှန်မှမဟုတ်ဘဲနဲ့မရှိတာကြီးတွေကိုသွားပြီးလို့ယာကဒေါသမောဟမာနဆိုတဲ့တရားတွေဖြစ်ခဲ့46နှစ်လုံးလုံးဟာဥပဒေကလူမဖြစ်ခဲ့ပါဘူးလို့ဒကာဒကမတွေက
အကြောင်းကိုသင်ပြတာအဲ့ဒါကြောင့်မလို့ဘုရားကတော့ဟောထားတယ်ဘယ်လိုဟောတာအတိတလုံးအမြတ်ဆုံးတယ်မြင်အပ်တဲ့တရားတဲ့သိအပ်တဲ့တရားတဲ့သင်အပ်တဲ့တရားတဲ့ဘုရားကဒီလိုခေါ်တယ်အခုအသက်50နဲ့4နှစ်ထဲကိုဝင်နေပါပြီလို့4နှစ်ထဲဝင်နေတော့အခုအပြင်7နှစ်ထဲရောက်ပါပြီဆိုအယုတ်ကြည်ကြည်အေးခန့်ခါလူသေးသေးမသေးတရားရဆိုပြီးထိုင်ကျင်တာက2နှစ်ယဟဝါနဲ့အခုဝါနဲ့မှလည်း6ဝါဖြစ်ပါလိမ့်မယ်ဝါမဆိုပါသေးပါဘူးတပေါင်းလာကကန်ဆင်းတာကိုအဲ့တော့ဝါတဲ့တော့ဝင်လာတော့ဝါမခေါ်အောင်ဟာသေးပါဘူးအဲ့တော့တပေါင်းလာဆိုရှေ့တပေါင်းလာဆိုရင်6နှစ်လုံးတင်ပြည့်တက်ပြီပေါ့အဲ့တော့ဝါကတော့အခု9ဝါရှိပါပြီဒီတော်ဝါပါနဲ့6ဝါရပါပြီလို့အဲ့ဒီတော့လူဖြစ်လာတာဥပဇင်ဟာဖြင့်အခုလူစိတ်ဖြစ်လာတာလူသိရင်လူဖြစ်တာအခုဘယ်လောက်ရှိသေးလဲ7နှစ်ထဲဝင်လာရှိတယ်လူသိလို့လူဖြစ်တာဒီစိတ်ပဲအခု6 7နှစ်ထဲရောက်ပါရှိတယ်ဒီ7နှစ်ထဲမှာပါလေတဲ့လူသိရင်လူဖြစ်မယ်ဘာကြောင့်လဲမြင်အပ်တဲ့တရားသိအပ်တဲ့တရားသင်အပ်တဲ့တရားကိုသင်လာပြီမမြင်အပ်တဲ့တရားရမသိအပ်တဲ့တရားရမထင်အပ်တဲ့တရားတွေပယ်ပလိုက်မျက်စိကပယ်တာနားကပယ်တယ်နှာခေါင်းကပယ်တယ်ပါးစပ်ကပယ်တယ်ကိုယ်ပေါက်ကပယ်တယ်မနှောကပယ်မမြင်အပ်တဲ့တရားကိုလည်းပယ်လိုက်တယ်မကြားအပ်တဲ့တရားကိုလည်းပယ်လိုက်တယ်မထင်အပ်တဲ့တရားတွေလည်းပယ်လိုက်တယ်တကား6ပေါက်ကအာယုံ6ပါးဟာဖြင့်မရှိတရားတွေပယ်လိုက်တယ်ရှိတဲ့တရားကိုအခုတော့မြင်အပ်တဲ့တရားမြင်တယ်သိအပ်တဲ့တရားသိတယ်ထင်အပ်တဲ့တရားကိုထင်တယ်တကား6ပေါက်ကအာယုံ6ပါးဟာဖြင့်ရှင်းနှစ်ထဲဝင်လာပါပြီလို့ရှင်းနှစ်ထဲဝင်လာတော့အဲ့တော့ဥပဒေဟာဖြင့်လူသိရင်တော့လူဖြစ်ပါပြီလို့လူဖြစ်လာတာအခုမှရှင်းနှစ်ထဲရောက်ပြီ46နှစ်လုံးလုံးကလူမဖြစ်ခဲ့ဘူးအဲ့တော့တရားဓမ္မများမေးစရာအကြောင်းတရားရှိရဲ့အရှင်ဘုရားခုနတုန်းကမရှိတရားတွေသမုဒိသစ္စာနယ်ကအမြင်အသိတွေပြောတာမရှိတရားတွေမြင်နေကြလို့ဥပဒေမြင်ခဲ့တာပြောတာအခုရှင်းနှစ်ထဲဝင်လာပါပြီလို့မြင်အပ်တဲ့တရားမြင်တယ်သိအပ်တဲ့တရားသိတယ်ထင်အပ်တဲ့တရားထင်တယ်ကြားအပ်တဲ့တရားကြားတယ်သိအပ်တဲ့တရားသိတယ်ထင်အပ်တဲ့တရားထင်တယ်နာအပ်တဲ့တရားနာတယ်သိအပ်တဲ့တရားသိတယ်ထင်အပ်တဲ့တရားထင်တယ်စားအပ်တဲ့တရားစားတယ်သိအပ်တဲ့တရားသိတယ်ထင်အပ်တဲ့တရားထင်တယ်တကား6ပေါက်ကအခုတော့အမှန်မြင်အမှန်သိတယ်ဘုရားကအတိတလုံးအမြတ်ဆုံးတယ်အတိဟောတာမသိတာကဘာလဲမောဟအသိကဘာလဲယုံတာသိရမယ်တဲ့မင်းသိတယ်ဘယ်လိုသိရမလဲတဲ့ခန္ဓာ5ပါးယုံနံတရားဖြစ်ပြီးပြည့်တဲ့သဘောတရားတဲ့အကြောင်းတရားအကျိုးတရားတဲ့ဘုရားဒီလိုဟောအဲ့တော့အတိတ်ကလာတော့ဥပဇင်ဘာမှမသိခဲ့ဘူးဥပဇင်ကသံဝေကတွေဖြစ်ပြီးတော့အဲ့တော့46နှစ်အရာမှာတခါတည်းကိုငါတော့ကျင့်ပါပဲမကျင့်မဖြစ်ဘူးအကြောင်းတရားအကျိုးတရားဆိုတော့ကျင့်လာခဲ့တဲ့ဥစ္စာသံဝေကတွေဖြစ်ပြီးတော့ဘယ်လိုသံဝေကတွေဖြစ်လာတဲ့ဥပဇင်ကဓမြတိုက်တော့တခါတည်းခါတိုင်းဆိုလို့ရှိရင်46နှစ်လုံးလုံးဟာဖြင့်22နှစ်သားတဲ့ကွာထောင်ကျသွားတယ်9နှစ်အဲ့ဒီတည်းကတိုက်လိုက်တဲ့ဓမြဟာဖြင့်46နှစ်အထိတိုက်တာတိုက်တော့သံဝေကဖြစ်ပုံကိုပြောပြပါမယ်တဲ့ဓမြသွားတိုက်တော့ဓာတ်နဲ့ခုတ်ချရတာခါတိုင်းဟာဘယ်တော့မှမခံရဘူးအဲ့တော့ခုတ်လိုက်တဲ့အချိန်ကသံဝေကတရားဖြစ်လာဩငါဓာတ်နဲ့ခုတ်လိုက်လို့တော်သေးရဲ့မသိဘူးငါသူ့ကျေးဇူးတင်လိုက်တော့ဒီပုဂ္ဂိုလ်ကငါတရားကျင့်မှုပေးတာပဲလှမ်းနဲ့များပြစ်ထိုးလိုက်လို့ရှိရင်ငါရင်ဝတန်းတန်းကြီးနဲ့ငါတော့ဒီနားတယ်ငါသေးရငါအပယ်ဆင်းရတော့မယ်ငါတရားလည်းကျင့်မသိမရောက်တော့ဘူးအတိတ်ကလည်းဥပ္ပဇ္ဇတဲ့လောဘကြီးတာကိုတရားဓမ္မများလောဘကြီးဓမ္မ2ယောက်ဆိုတော့သူများတဲ့လောဘကြီးတော့ဓမ္မကျင့်ဖို့ကတော့စိတ်ထဲကဖြစ်နေတာကျင့်ဖို့စစ်ဖြစ်နေတော့ဓမ္မ1ယောက်ကိုဒီမှာ9000စီလောက်ထားပြခဲ့လို့ရှိရင်ငါအေးချမ်းချမ်းငါပြုတ်တဲ့ကငါပဲဖန်တီးရမှာပဲဆိုပြီးဓမြကြီးနင်းတိုက်တာဓမြတိုက်လို့မရဘူးဓာကုတ်သာခါရဓာကုတ်ခန္ဓာသံဝေကဖြစ်တာသံဝေကဖြစ်ပြီးတော့အဲ့ဒီမှာကြောက်လန့်ပြီးတော့ကဲဓမ္မကိုပြောပြီးဓမ္မတွေပြောပြီးတော့ကဲငါပြုတ်ခြင်းလည်းပြုတ်ကြတော့မပြုတ်ခြင်းလည်းနေကြတော့လင်းယူခြင်းလည်းယူကြတော့နင်တို့ငါ့ကိုမမျှော်ခိုးနဲ့ကြတော့နင်တို့လှုပ်သွေးလာတော့ကြားလာပြီနင်တို့လည်းစားနိုင်တော့နိုင်နေပြီအဲ့ဒီတော့ငါပြုတ်ခြင်းလည်းပြုတ်မပြုတ်ခြင်းလည်းနေတော့ငါတော့တရားသွားခြင်းတော့မယ်ဆိုကမာယောကနေပြီးတော့တခါတည်းနှောကုန်းတော်တဲ့ဆင်းသွားတာအဲ့ဒီမှာထိုင်ရမထရှင်းတော့တာလူသိရင်သိမသိတရားရအဲ့ဒီတော့ဥပဒေဟာအတိတ်ကာလတုန်းကသုံးလုံးစာအုပ်ကြီးကိုဓမ္မကမင်းဝန်သွားရှင်းတော့သုံးလုံးစာအုပ်ကြီးဝဲလာသုံးလုံးစာအုပ်ကြီးဝဲလာတော့အကြောင်းတရားအကျိုးတရားပြောပြအောင်သုံးလုံးစာအုပ်ကြီးဝဲလာတော့ဓမ္မကမင်းဝန်သွားရှင်းတော့အဲ့ဒီသုံးလုံးစာအုပ်ကြီးကျွေးတုံဘုရားဆောင်းတန်းကဝဲလာတဲ့အချိန်ခါကျတော့ဥပဒေမှာပြန်လာတဲ့အချိန်ခါကျတော့ကောင်းထွန်းရေးတဲ့
ဟောတာလေတဲ့မကြဘူးပါဘူးဦးစင်းကလည်းသုံးလုံးဆရာတော်ဖရာကြီးကယဟန်ကိစ္စပြီးသွားတယ်လို့ပြောတယ်တဲ့ဟောဒီစာအုပ်ကသူ့ခြေရုပ်ပတ်တီအဲ့ဒီခြေရုပ်ပတ်တီကြားလိုက်တဲ့ဆိုတဲ့ကဒီမှာစက်သိန်းကြီးဖြန်းဆိုထားပါဟာပြတ်သားဆိုအဲ့တော့ကြည့်တယ်စိတ်ကလေးဖြစ်လာစာလည်းကောင်းမှဖတ်တော့အဲ့ဒီနေမှာအဲ့ဒီစိတ်ကလေးဟာအဲ့ဒီဟာစာအုပ်ကြီးပြတ်သားဟာလို့ငါဆိုပြီးတော့အဲ့ဒီစာအုပ်ကလေးကိုယူတဲ့ပြီးတော့ကြည့်လိုက်ကာယသတိပဋ္ဌာန်ဝေဒနာသတိပဋ္ဌာန်စိတ်ဓာတ်သတိပဋ္ဌာန်ဓမ္မသတိပဋ္ဌာန်နဲ့သတိပဋ္ဌာန်တရား၄ပါးလဲဆုံးလဲသွားရောခန္ဓာကိုယ်ကဘယ်လိုဖြစ်လာလဲဆိုတော့ဘာမှမသိဘူးဆန်းဆန်းကြက်သိမ်းမိုးသိမ်းလေးထားပြီးတော့တခါတည်းရုပ်နာနှစ်ပါးကိုဟိုတုန်းကချုပ်မှမသိဘူးဆိုရုပ်နာချုပ်တော့အဲ့မသိကြသူ့တောင်ကျင့်လို့ရသေးတယ်ငါကျင့်နေရင်သူ့လိုကျင့်နာရမှာပေါ့ဒီလိုစိတ်ထဲကဒီလိုထပ်မှကျင့်မယ်ဆိုပြီးတော့2နှစ်လောက်မကျင့်မဲနဲ့နေတာနောက်ကြတော့မှအเจ้าအလျော်ဆိုတိုက်ခိုက်တဲ့အချိန်ခါကျတော့ဓာတ်ကုတ်ခံရတော့မှအဲ့ရောမှတခါတည်းကိုဓမ္မတွေပြောပြီးတော့အဲ့စာအုပ်ကလေးကိုတခါတည်းကိုလွယ်ခဲ့တဲ့ပြီးတောဆင်းသွားတာဘယ်ဌာနမှမသွားဘူးဘယ်ဌာနမှကိုမသွားဘူးတခါတည်းတော့တဲ့ဆင်းပြီးတယောက်ထဲကျင့်တာတယောက်ထဲကျင့်ပြီးတော့ဥပဇင်းဟာအတိတ်ကာလတုန်းကကြောင်းတကာပါကြောင်းတကာရှိတော့ဥပဇင်းရဲ့ဥပ္ပစ္စေဆရာကလည်းမရှိဘူးဘယ်သွားလဲဆိုတော့တစ်တွေသွားအဲ့တော့သူကြောင်းဆောင်ထားတဲ့ဥစ္စာဥပဇင်းဆောက်တဲ့ကြောင်းပါအဲ့ဒီတော့ဥပဇင်းအတိတ်ကာလကြောင်းတကာပါအဲ့တော့သွားလိုက်တဲ့အချိန်ခါကျတော့ရှင်ဘုရားတပည့်တော်ဟာဖြင့်တရားကျင့်ရင်လို့ပါဗျာတပည့်တော်နဝင်ကသီလပေးပါဗျာဆိုပြီးတော့အဲ့မှာနဝင်ကသီလ9ရက်ဆောက်တည်တာဆောက်တည်လိုက်ပြီးတော့တခါတည်းစိန်တကားပေးလိုက်ပဲတယောက်တည်းတယောက်တည်းကျင့်လိုက်တဲ့အကျင့်ဟာသောက်တဲ့ကာယသတိပ္ပံဝေဒနာသတိပ္ပံစိတ်ဓာတ်သတိပ္ပံအာနာပါနသတိလို့ဒီလိုသိသိသတိလို့ဒီလိုပြောရင်ဒီဟာလေးပြောရင်ဒါပဲအဦးစံသိသိသတိဘာမှမလည်းမသိဘူးအာနာပါနဆိုတော့ရှူတာပဲရှူတော့လေဥပဇ္ဇကဘယ်လိုရှူလိုက်တယ်လဲတဲ့ကာယသတိပ္ပံဝေဒနာသတိပ္ပံစိတ်ဓာတ်သတိပ္ပံသတိပ္ပံတရား၄ပါးနဲ့သူ့ဟာသူ့သဘောနဲ့သူဖြစ်တယ်ဘာလို့ဆရာလည်းမရှိပဲဘယ်လိုဖြစ်လဲတဲ့သူများကတော့အာတဲ့သဲအင်ကူဟာသဲအင်ကူတော့ပြနေတာသမထကြီးပါလို့ဒီလိုပြောလေဥပ္ပဇ္ဇသမထဟုတ်ပါဘူးဥပ္ပဇ္ဇစရှူတဲ့ကောကသတိပဋ္ဌာန်တရား၄ပါးနဲ့တခါတည်းသဘောကိုလိုက်သွားဘယ်လိုလိုက်သွားလဲတဲ့ကနဦးစိတ်ကလေးဟာဘုရားကဟောထားတဲ့သတိပဋ္ဌာန်တရား၄ပါးကာယသတိပဋ္ဌာန်ဝေဒနာသတိပဋ္ဌာန်စိတ်ဓာတ်သတိပဋ္ဌာန်ဓမ္မသတိပဋ္ဌာန်နဲ့ဟောသတိပဋ္ဌာန်တရား၄ပါးကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာဝေဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာစိတ်ဓာတ်သတိပဋ္ဌာန်စိတ်ဓာတ် ानु ပါဒနာဓမ္မသတိပဋ္ဌာန်ဓမ္မ ानु ပါဒနာတဲ့သတိပဋ္ဌာန်တရား၄ပါး ानु ပါဒနာအဲ့တော့ကနဦးစိတ်ကလေးဟာဥပ္ပဇင်းဟာဖြင့်တခါတည်းကိုနှာလေးပြားအသိကတ်တက်ပြီးတော့ဘယ်လိုကတ်လိုက်တယ်လဲတဲ့တွန်းနဲ့အစ္စတသဏ္ဍာန်ကတွန်းနဲ့ဝါရောဗဟိတကကံပို့လိုက်တဲ့ဝါရောတွန်းသဘောလေးကံသဘောလေးခံစားတဲ့သဘောလေးဒါလေးပဲရှိဝင်နေထွက်တယ်မသိဘူးဒီလိုမရှိအစ္စတသဏ္ဍာန်ကတွန်းလိုက်တဲ့ဝါရောဗဟိတကတွန်းဝင်လိုက်တဲ့ဝါရောအဲ့တော့တွန်းနဲ့ကံနဲ့ဒါပဲသိတာနာရီကတွန်းလိုက်ကန်လိုက်တွန်းသဘောလေးကံသဘောလေးခံစားတဲ့သဘောလေးဒါလေးပဲသိတာဒါလေးသိတာတော့ဘုရားကဟောထားတယ်အခုတော့သဘောလေးပေါက်တော့တခါတည်းသိတော့တာမကုန်းစအောင်သိတော့တာပဲအချာချအကုန်သိတယ်သတိပဋ္ဌာန်တရား၄ပါးကလွဲလို့နိဗ္ဗာန်ရောက်ကြောင်းတရားမရှိဘူးတဲ့ဟုတ်တာပေါ့ဗျာသာကပါမှန်းရသဘောမပေါက်ကြဘူးကာယသတိပဋ္ဌာန်ဝေဒနာသတိပဋ္ဌာန်စိတ်ဓာတ်သတိပဋ္ဌာန်ဓမ္မသတိပဋ္ဌာန်နဲ့သတိပဋ္ဌာန်တရား၄ပါးနဲ့ဥပဒေအဆုံးလိုက်တာလူသေးမသေးတရားရဒီလိုသိခဲ့တာအဲ့တော့ကနဦးစိတ်ကလေးဟာအစ္စတသဏ္ဍာန်ကတွန်းလိုက်တဲ့ဝါရောကိုသိလိုက်တွန်းတဲ့သဘောလေးကိုသိလိုက်ဗဟိတကကံတဲ့သဘောလေးကိုသိလိုက်တွန်းတာလေးသိလိုက်ကံတာလေးသိလိုက်ဒါလေးပဲသိနေတာပဲဘာမှအသိအဲ့ဒီလိုတွန်းတာကံတာလေးသိနေတာကာယသတိပဋ္ဌာန်ဝါရောရုပ်ကိုသိကာယသတိပဋ္ဌာန်တွန်းတဲ့ဘောရုပ်ကိုသိနေတာထွက်တယ်ဝင်တယ်ထိတာသိတာလေးဒီလိုသိတာမဟုတ်ဘူးသမထမဟုတ်ဘူးထွက်တယ်ဝင်တယ်လို့ဒီလိုသိနေတာထွက်တာသိဝင်တာသိနေတာသမထဒီလိုသိလိုက်ရင်ရှိရင်သမထပဲဒီလိုသိတာမဟုတ်သဘောကိုသိတာတွန်းတဲ့သဘောတရားလေးကံတဲ့သဘောတရားလေးခံစားတဲ့သဘောတရားလေးနာယုတ်ကိုသိတာအဲ့ဒါပရမသဘောကိုသိတာသိသတိမဟုတ်ဘူးတွန်းတဲ့သဘောလေးကံတဲ့သဘောလေးကိုဒီလိုသိတာအဲ့ဒီလိုသိတော့ဗာလဲတွန်းတာကံတာလေးသိနေတာကာယသတိနာကြာသိပါများလာတော့အောက်ကကြာထိုင်ပါများလာတော့ဝေဒနာတွေပြက်လာတော့ဒီမှာတွန်းနာလေးသိလိုက်တဲ့ကာနာလေးသိလိုက်တဲ့တွန်းနာလေးသိလိုက်တဲ့ကာနာလေးသိဒီလိုသိပြီးတော့တခါတည်းကြာထိုင်ပါများလာတော့ဘယ်လိုဖြစ်လာလဲတော့ခြေတော်ကြီးတွေကိုကြီးတွေထုံးလာတယ်ကျင်းလာနာတွန်းနာလေးကာနာလေးမသိတော့ဘယ်တော့သိလဲကျင်နာကြီးသွားသိကျင်နာကြီးသွားတယ်သိဟာဆိုပြီးတော့အဲ့ကျင်တဲ့သဘောလေးကိုလိုက်ကျင်တဲ့သဘောလေးကိုတခါတည်းလိုက်သွားတယ်ကျင်နာလေးကဘယ်လိုဖြစ်လာလဲတော့ကျင်နာလေးကနည်းနည်းလေးကျင်လာပြက်သွားအဲ့ဒီကပိုးကျင်လာပြက်သွားအဲ့ဒီကပိုးကျင်ဖြစ်သဘောလေးတွေလိုက်
အဲ့သဘောလေးတွေကိုလိုက်သွားလိုက်တဲ့အချိန်ခါမှာဘယ်လိုလိုက်သွားတယ်လဲတဲ့ကျင်တာကိုကျင်တဲ့သဘောကိုခံစားတဲ့သဘောလေးကိုလိုက်အဲ့ဒီဝေဒနာတစ်ခုပေါ်လာတော့ကျင်တဲ့ဝေဒနာပေါ်လာတော့နာဟာနှာသီးပြကတ်နေတဲ့နံပြမနေနိုင်တော့ဘူးကျင်တဲ့သဘောကိုသွားပြီးခံစားလိုက်တယ်နော်ဝေဒနာသွားခံစားလိုက်တော့ဘယ်လိုဖြစ်လဲတဲ့ဝေဒနာသတိပဋ္ဌာန်ရောက်သွားတယ်နော်ကာယမှာမရှိတော့ဘူးဝေဒနာသွားခံစားပြီးသူ့သဘောလိုက်သွားဝေဒနာတစ်ခုပေါ်လာတော့ကျင်တာလေးကိုသိပြီးတော့ခံစားတဲ့သဘောလေးကိုစုသွားနော်ခံစားနေပါဒီမှာခံစားရပါလားအဲ့ဒီခံစားတာလေးကိုအစရဲ့အလေအဆုံးရဲ့အတိလေးထုံလိုက်တာတခါတည်းကိုသမာဓိနဲ့ပညာနဲ့ချိန်သွားချိန်သွားအရှုလည်းမရဘူးသဘာဝလေးစုပြီးတော့တခါတည်းအသိကိုတခါတည်းအမြဲတမ်းကပ်ပြီးတော့နာပဲလို့ဖြစ်လာတဲ့ဒုက္ခဝေဒနာပြင်းထန်လာတော့ဘယ်နာသီးပြပြေးသိလိုက်တယ်နာသီးပြပြေးသိလိုက်တယ်ဝေဒနာပြေးသိလိုက်နာသီးပြပြေးသိလိုက်ဝေဒနာပြေးသိလိုက်နာသီးပြပြေးသိလိုက်ဒီလိုသိကိုကထားကြည့်တယ်ဝေဒနာမခံစားရင်တော့ဘယ်သွားလဲနာသီးပြကိုပြေးသိတယ်နော်နာသီးပြနေတော့လို့ယူထားကြမရဝေဒနာသွားခံစားလိုက်အဲ့ဒီတော့မှသဘောပေါက်ငါထားတဲ့နေရာနေတယ်အောက်မိတယ်နာသီးပြထားကြည့်တယ်မရဘူးဝေဒနာသွားခံစားလိုက်ဝေဒနာထားကြည့်တယ်မရဘူးနာသီးပြပြေးခံစားလိုက်နာသီးပြပြေးသိလိုက်ဝေဒနာပြေးလိုက်တယ်ဝေဒနာကြတော့နာမခံစားခြင်းဘူးနာဟာဒုက္ခနဘာခံစားပါလားဆိုဒုက္ခဝေဒနာသိသဘောပေါက်ဒါခန္ဓာရှာတဲ့သဘောကိုပြောပြတာပါဗျာအဲ့တော့နာဟာဒုက္ခနဲ့ဒုက္ခနဘာခံစားတာကိုသိတယ်အဲ့တော့ခံစားတာသိတော့ခံစားတဲ့သဘောလေးကိုအစအလေအဆုံးကိုအတိလေးဆုံးအောင်လိုက်ဟောဆုံးသွားရတယ်ကျင်နာပေါ်တော့ကျင်နာလည်းပြတ်သွားတယ်ကျင်နေလို့ခံစားတတ်တဲ့နာလေးလည်းမရှိတော့ရုံနာနဘာတစ်ခါတိပြပြီးတစ်ခါချုပ်သွားတော့ဘယ်ရောက်သွားလဲစိတ်ဓာတ်သတိပဋ္ဌာန်ရောက်ကနဦးစိတ်ကလေးကနှာသီးပြတွန်းတာကံနာလေးသိနေတာကာယသတိပဋ္ဌာန်ကျင်းတဲ့သဘောကိုနှာသီးပြကတ်နေတဲ့နံတရားမနေနိုင်တော့ဘူးဝေဒနာတော့ခံစားလိုက်ဝေဒနာခံစားလိုက်တော့ခံစားတဲ့သဘောလေးကိုရှုပ်ပြီးလိုက်တော့အတိလေးဆုံးသွားလိုက်တော့ဝေဒနာကုံဆုံးသွားတော့ဘာရောက်သွားလဲတဲ့နံလေးကရပြီးတော့ဒုက္ခရောက်သွားဒုက္ခကုံဆုံးသွားတော့ဒုက္ခရောက်သွားစိတ်ဓာတ်သတိပဋ္ဌာန်ရောက်အဲ့ဒီစိတ်ဓာတ်တွေဒုက္ခဝေဒနာကြီးခံစားလာရတဲ့နာဟာဒုက္ခကြီးကုံဆုံးသွားတော့ဘယ်ရောက်သွားလဲဆိုဒုက္ခဖောက်ပြန်တဲ့ရုပ်ကခံစားတတ်တဲ့နာမရှိတော့ဘူးရုပ်နာနာပါတခါတိချုပ်သွားတော့စိတ်ကလေးကကြီးရက်စိတ်ဓာတ်တွေရက်နေတခုကြီးရက်ချင်းကြီးဖားတငယ်လေးများဝင့်နေပြီးတကယ်လို့စိတ်ကလေးကဘယ်မှမတုံမလွတ်ပဲနဲ့ဝိစာရဆိုတဲ့စိတ်ကြီးလည်းမရှိတော့ဆန်းလာတာတခုတည်းကိုဒုက္ခအပူငြိမ်းဒုက္ခအပူတွေချုပ်ငြိမ်းပြီးတော့အသိလေးစိတ်ကြီးဆန်းလာတာလေးတခုလည်းသိအဲ့ဒါစိတ်ဓာတ်တွေသိပြီအဲ့တော့စိတ်ဓာတ်သတိပ္ပံရောက်သွားစိတ်ဓာတ်သတိပ္ပံရောက်သွားတော့စိတ်တခဏပဲစိတ်ဓာတ်သတိပ္ပံရောက်သွားနောက်ဓာတ်ကြီးလေးပါဟာဖြင့်ကျင်နာပြတ်သွားပြီးတော့တခါထုံတာပေါ်လာပြန်တော့ထုံတယ်လို့သိမှုလေးခံစားရအဲ့ဒီဟာလေးတော့ဆင်းရင်လည်းအဲ့ဒီကြတော့ခုနတော့ကခဏဖြစ်ပြီးခဏပြတ်တယ်အခုတခါဖြစ်လာပြန်မလားရုပ်ကဖောက်ပြန်လာပြီးနားခံစားနေပါလားခုဖြစ်လာပြန်ဖြစ်လာတာငါအဖြစ်ခိုင်းလို့ဖြစ်တာလားသူ့သဘောနဲ့သူဖြစ်တာလားငါကအဖြစ်ခိုင်းလို့ဖြစ်တာလားငါမဖြစ်ချင်တဲ့မနေရဘူးသူ့သဘောနဲ့သူဖြစ်ငါမခံစားချင်တဲ့မနေရဘူးသူ့သဘောနဲ့သူခံစားတယ်ငါကလက်ဥထုံးကတော့ငါကြည့်တတ်နေလို့ငါနာတယ်ငါဆိုတာသူ့သဘောနဲ့သူဖြစ်နေတာမကျင်ញင်မတဲ့လည်းမနေရဘူးကျင်တယ်မထုံញင်မတဲ့လည်းမနေရဘူးထုံးလာတယ်သူ့သဘောနဲ့သူထုံးလာပါလားလို့သူ့သဘောကိုသိလိုက်ရုပ်သဘောနာမ်သဘောလေးကိုသိလိုက်နာမ်ကလည်းသူ့သဘောပါလားရုပ်ကလည်းသူ့သဘောပါလားလို့အဲ့ဒီလိုသိလိုက်တဲ့စိတ်ကလေးဟာဓမ္မသတိပဋ္ဌာန်စိတ်ပြောတာနော်သာမတတ်တော့သဘောပြောပြတာပါဗျာသာလို့တော့မသိပါဘူးဗျာပိတ်တုံးကာယသတိပဋ္ဌာန်ဝေဒနာသတိပဋ္ဌာန်စိတ်ဓာတ်သတိပဋ္ဌာန်ဓမ္မသတိပဋ္ဌာန်ခုသွားပြီသတိပဋ္ဌာန်တရား၄ပါးဆုံးသွားပြီသိပြီသဘောကိုပေါက်ပြီသတိပဋ္ဌာန်တရား၄ပါးဆုံးသွားတော့စိတ်ဓာတ်သတိပဋ္ဌာန်ဓမ္မသတိပဋ္ဌာန်ရုပ်ကိုသွားပြီဆိုတော့သိပြီသဘောပေါက်ပြီဥပမာဘာနဲ့တူလဲတဲ့စိတ်ဓာတ်သတိပဋ္ဌာန်ဒါကြောင့်တရားနှလုံးကျင့်ညာအထုတ်တဲ့ပုဂ္ဂိုလ်စိတ်ဓာတ်သတိပဋ္ဌာန်တစ်ချိန်တစ်ခါရောက်ရင်ဒီမဲ့အပယ်လွတ်တယ်ဒီလိုမှမရောက်လို့ရှိရင်ဘယ်တော့မှမလုပ်ဘူးအဲ့တော့စိတ်ဓာတ်သတိပဋ္ဌာန်ရောက်ပုံရောက်နည်းသဘာဝသဘောကိုတခါတည်းဥပမာတင်ပြပါမယ်ဗျာဟိုပြားပြောတာတော့ဒီမဲ့ဝတိဘောဖြစ်နေလို့တရားဓမ္မတွေဘွေမြူပါနဲ့ဗျာဟောဝတိဘောဖြစ်နေပါတယ်ဥပဒေဟာတချို့ကတော့ပြောတာရှိပါတယ်ပြားထည့်ပြောတာပြားမဲ့တော့ဥပဒေဝတိဘောဖြစ်နေတာဘယ်လုံးမှမလုပ်တတ်ဘူးအဲ့တော့တချို့ကပြားထည့်ပြောတယ်ဆိုတဲ့ဥစ္စာဥပဒေရှေ့ကဆရာတော်ကြီးတွေဟာဖြင့်တန်ဃာတော်အရှင်မြတ်ကြီးတွေဟာဖြင့်ဝေဘူးဆရာတော်ကြီးတို့သုံးလုံးဆရာတော်ဖျားကြီးတို့မိုးညင်းဆရာတော်ဖျားကြီးတို့ဟယုတ်ရဲ့ဗျာရဲ့တောင်ပြောပါသေးတယ်ဥပဒေနဲ့ဝတိဘောဖြစ်နေပါတယ်လို့ဒါကြောင့်မလို့တောင်းပန်ပါတယ်လို့ဝတိဘောတော့ဒီမဲ့မဖြောက်နိုင်ပါဘူးလို့
တရားဟောတိုင်းဒီမဲ့ပြာတော့ပါပါတယ်အဲ့တော့ဥပမာပြောရရင်ဖြင့်ကာယသတိပဋ္ဌာန်ဝေဒနာသတိပဋ္ဌာန်စိတ်ဓာတ်သတိပဋ္ဌာန်ဓမ္မသတိပဋ္ဌာန်သတိပဋ္ဌာန်တရား၄ပါးဆုံးအောင်လိုက်တဲ့ပုဂ္ဂိုလ်ဟာဘယ်လိုလဲတဲ့ဥပမာသတိပဋ္ဌာန်တရား၄ပါးဆုံးတဲ့နေ့ကိုသဘောကိုတင်ပြပါမယ်ဘယ်လိုတင်ပြမလဲလူတဦးတယောက်ဟာဖြင့်နေဘူးရှိန်ရှိန်ကြီးတာမွန်းတဲ့ရှိန်ရှိန်ကြီးမှာအပူရှိန်ကြီးထဲမှာထွက်သွားတော့ထီးလည်းမပါဘူးဖဏလည်းမပါဘူးရေဘူးလည်းမပါဘူးသဲခန္ဓာရာကြီးတွေသွားရတယ်ပေါ့ဗျာသဲခန္ဓာရာကြီးတွေသွားတဲ့အချိန်ခါကျတော့နေကလည်းအမတန်ပူတယ်မွန်းလွယ်ပေါ့လေအမတန်ပူတဲ့အချိန်ကြီးမှာထီးလည်းမပါဘူးဖဏလည်းမပါဘူးရေဘူးလည်းမပါဘူးမပါတော့သွားတဲ့အချိန်ခါသဲခန္ဓာရာကြီးတွေသွားလိုက်တခါကျတော့အရိပ်ကြီးလည်းမနေဘူးတခါတည်းကိုနေလားငါလားကိုတခါတည်းပူသွားတာပဲသဲတွေကလည်းခြေတော့ကလည်းပူခေါင်းကလည်းဆောင်းစရာဖြည့်ချီမပါတော့ခေါင်းကလည်းပူခန္ဓာကိုယ်ကြီးလည်းအပူစိတ်ကြီးတဲ့ဝေဒနာတွေဒုက္ခဝေဒနာတွေခံစားရတယ်တေသောတတ်တွေလောင်းတယ်လောင်းတဲ့အချိန်ခါကျတော့တေသောတတ်လောင်းတဲ့အချိန်ခါကျတော့ခန်းချောက်လာတဲ့အချိန်ခါကျတော့ရေငတ်မို့လာတဲ့ဆောင်းလောင်တော့မို့တဲ့ဝေဒနာခံစားရဘယ်လိုခံစားရတဲ့ရေငတ်ခြင်းရေငတ်တဲ့ဝေဒနာလည်းခံစားရအဲ့တော့ဒီဘူးလေးရဲ့ရှောက်လာတဲ့ပုဂ္ဂိုလ်ဟာဖြင့်ကာယသတိဓာန်ဝေဒနာသတိဓာန်စိတ်ဓာတ်သတိဓာန်အခုနေပူရှင်ကြီးတဲ့မှာအောက်ကလည်းစီပူတယ်နေရိတ်ကလည်းပူတယ်ခန္ဓာကိုယ်ကြီးလည်းအပူရှင်ကြီးဖြစ်တယ်အပူရှင်ကြီးဖြစ်တော့တယ်မချစ်မဆဝေဒနာတွေခံစားလာတယ်အပူရှင်ကြီးဝေဒနာလည်းခံစားရတယ်ရင်ငတ်တဲ့ဆာလောင်တော့မတဲ့ဝေဒနာလည်းခံစားလာဒုက္ခဝေဒနာကြီးအကြီးကျယ်တွေ့လာတဲ့အချိန်ကစိတ်ကလေးကဘယ်လိုဖြစ်လာအရေးကိုဝင်းရင်နဲ့အေးတဲ့နေရာလေးကိုရှားတယ်ဘယ်လိုရှားလဲတဲ့ဒီမှာဒုက္ခကြီးတွေ့ပြီလေဒုက္ခကြီးအပူရှင်ကြီးဆာလောင်တော့မတဲ့ဝေဒနာနှစ်ခုခံစားလာအပူဝေဒနာကြီးခံစားလာတော့စိတ်ထဲကဘယ်လိုဖြစ်လာလဲအခုနေများတစ်ပင်ကြီးကလေးများတွေ့ရင်ကောက်ပါပဲလို့အာယုံလှမ်းပြီးပြုတ်အဲ့ဒါပါလေတဲ့ဒုက္ခမြင်တော့ဒုက္ခကိုလှမ်းပြီးတော့လိုချင်တာဒုက္ခနဲ့ဒုက္ခကိုလှမ်းပြီးကြည့်အဲ့ဒီအပူချိန်ကြီးကိုခံစားလာတဲ့ပုဂ္ဂိုလ်ဟာသဲခန္ဓာရာကြီးမှာခြေထောက်ကလည်းပူတယ်ခေါင်းကလည်းပူတယ်ကိုယ်ခန္ဓာကိုယ်ကြီးလည်းပူတော့သိရိတ်ကိုအာယုံလေးနဲ့လှမ်းပြီးကြည့်တယ်ဘယ်နေရာများသိရိတ်ရှိပါလိမ့်မလဲဆိုတော့အပူဒုက္ခကြီးခံစားရလို့အေးမယ်ဆိုတဲ့သိရကလေးကိုဝင်နေတဲ့စိတ်ကလေးဖြစ်လာစိတ်ပြောတာနော်စာလို့တော့မသိပါဘူးစိတ်ကလေးတွေပြောအဲ့တော့ဆာလောင်တော့မဟုတ်တဲ့ဝေဒနာအပူချိန်ကြီးကလည်းငတ်မဟုတ်တဲ့ဝေဒနာကိုဘယ်လိုဖြစ်လာလဲအခုနေမြတ်ကြီးအီးတောက်လိုက်ရင်ကောက်ပါပဲဒီလိုစိတ်ကလေးဖြစ်စိတ်ကလေးတွေဖြစ်ပုံနေသတိပဋ္ဌာန်တရား၄ပါးနဲ့လိုက်တဲ့ပုံကိုစိတ်ကလေးတွေဖြစ်ပုံနေစာတဲ့ကစိတ်တော့မသိပါဘူးအဲ့တော့ဥပဒေဖြစ်လာတဲ့စိတ်တွေဟာနေဘူးရှင်ကြီးတွေကပုဂ္ဂိုလ်ဟာဖြစ်ဒုက္ခဝေဒနာကြီးဟာဖြင့်ခံစားလာရတဲ့ယုံနာတွေဟာဖြင့်အပူရှင်ကြီးတွေ့တော့တခါတည်းကိုခန္ဓာကိုယ်ကြီးနေဘူးရှင်ကြီးသေသောဓာတ်တွေလောင်းလာတဲ့အချိန်ခါကျတော့သစ်ပင်ရိတ်ကိုလှမ်းပြီးညှောတယ်ဘယ်နေရာများရှိပါလိမ့်မလဲသစ်ပင်ရိတ်ကိုလှမ်းညှောသစ်ပင်ရိတ်လှမ်းညှောတယ်သစ်ပင်ရိတ်လည်းမတွေ့ဘူးတခါရေငတ်တော့အာကြီးငတ်တဲ့ချိန်ခါကြီးအများတောက်လိုက်ရကောင်းပါပဲဘယ်နေရာများရေရှိပါလိမ့်မလဲလှမ်းပြီးတော့ရှားတယ်မတွေ့ဘူးမတော်တော့သွားရင်ဒုက္ခဝေဒနာကြီးခံစားလိုက်တဲ့အချိန်ခါကျတော့အာယုံလေးနဲ့လှမ်းပြီးတော့ကြည့်တာပေါ့လေဒုက္ခကြီးကခံစားဘယ်နေရာများသိပင်ရိတ်တွေ့မလဲဘယ်နေရာများရေများတွေ့မလဲဒီလိုသွားရင်ဒုက္ခဝေဒနာကြီးခံစားရင်နဲ့တခါတည်းစိတ်ကလေးဖြစ်နေတာကိုယ်ပဲကြည့်ပဲလှမ်းနေတော့တာပဲသိရိတ်နဲ့ရေကောက်ခြင်းတဲ့စိတ်ကိုအဲ့ဒီစိတ်ပဲဖြစ်နေတာပဲသွားရင်အပူဒုက္ခကြီးကခံစားပြီးတော့တခါတည်းတော်တော်လေးလှမ်းလိုက်တဲ့အချိန်ခါကျတော့မျက်စိတမြင်လောက်မှတခါတည်းသိပင်ကြီးတစ်ပင်တွေ့သစ်ပင်ကြီးတစ်ပင်တွေ့တဲ့အခါလှမ်းကြည့်လိုက်တဲ့အခါသစ်ပင်အောက်မှာရေအိုးစင်လည်းတွေ့ရေအိုးစင်လည်းတွေ့လိုက်တဲ့အခါမြင်လည်းမြင်ရောတခါတည်းသုံးပြေးတဲ့ပြီးတခါတည်းသစ်ပင်ရိတ်ဝဲလာပဲတခါတည်းကိုသုံးပြေးဝင်သစ်ပင်ရိတ်ကျတော့အခုမှငါအပူကြီးလွတ်သွားစိတ်ကြီးဖြစ်သွားအပူချိန်ကြီးလွတ်သွားပြီသစ်ပင်ရိတ်ဝဲကြောအေးတယ်ဆိုတဲ့ခေါ်လေးကိုပြီးတော့တခါရေအိုးကိုတခါသွားပြီးတော့တောက်ရေအိုးသွားပြီးရေခတ်ပြီးတောက်တယ်ရေလည်းအနာအေးရေကလည်းအနံ့အေးတော့ရေအိုးကိုသွားပြီးတောက်လိုက်တဲ့ခါတည်းကိုအရသာလေးအေးတဲ့အရသာလေးခံတော့တောက်လိုက်တဲ့ချိန်ကခုနတုန်းကနေဘူးကြီးတဲ့ကဆာလောင်တောက်မို့တဲ့ဝေဒနာရဲ့ငတ်မို့တဲ့ဝေဒနာရဲ့အပူချိန်ကြီးကြီးလာတဲ့ဝေဒနာဒုက္ခရဲ့တဲ့အဲ့ဒါဒီမရှိတော့ဘူးခံစားမှုဖောက်ပြန်တဲ့ရုပ်ကခံစားတတ်တဲ့နာမည်သံတိဒုက္ခဆိုတဲ့အေးဓာတ်ကလေးရေကိုတောက်လိုက်ရပြီးစကဲ့သို့သံသာဒုက္ခဆိုတဲ့သံတိဒုက္ခလေးကိုအခုမှလည်းငါသံသာတော့လေဆိုတာအဲ့ဒီလိုပြည့်ကြစိတ်ဓာတ်တိတ်တာအဲ့ဒီလိုစိတ်ဓာတ်တိတ်တာရောက်တော့တခါချမ်းသာတော့ဒါကြောင့်မလို့တရားဆိုတာဟာတထိုင်နဲ့အပယ်လွတ်တယ်လို့ဒီတရားနဲ့မှမတွေ့လို့ရှိလို့ရှိရင်အပယ်လေးပါးကတော့လွတ်ဖို့ကတော့စိတ်ဓာတ်ချဘယ်တော့မှမလို့
ဘာကြောင့်လဲတဲ့လုံးမမလုပ်ပဲဘူးဦးစင်းတို့တော့လှုပ်လာလို့သိလာအဲ့တော့စိတ်ဓာတ်သတိခံရောက်သွားတယ်စိတ်ဓာတ်သတိခံတော့တခါတည်းကိုဆင်ញင်လိုက်တယ်ဘယ်လိုဆင်ញင်လိုက်တယ်နေရိတ်ထဲနေပြီးချမ်းသာနေပြီလေရေအေးလည်းတောက်လို့ဆားလောင်သွားမဟုတ်တဲ့ဝေဒနာလည်းမရှိတော့ဘူးအပူချိန်ကြီးဝေဒနာလည်းမရှိတော့ဘူးချမ်းသာဒုက္ခဆိုတဲ့ဝေဒနာလေးကိုခံစားလိုက်တော့ပြန်ပြီးဆင်ញင်လိုက်တယ်ဩဘယ်လိုဆင်ញင်လိုက်ဩငါသည်လာလိုက်တဲ့ဥစ္စာခဏမပါလို့ပူခဲ့တယ်ခီးမပါခဲ့လို့ပူခဲ့တယ်ရေဘူးမပါလို့ငါရေတောက်ခြင်းလို့ရေငါရတယ်ဟောဆင်ញင်လိုက်အကြောင်းนี่အကျိုးนี่ပြန်ဆင်ញင်လိုက်ဘာကြောင့်ဆင်ញင်လဲဒီအပူရှင်ကြီးဒုက္ခကိုဘာကြောင့်ဖြစ်ရတော့ငါခဏကိုမရှိခဲ့လို့ငါသဲဘူးကြီးတဲ့ငါအပူခံရတယ်ငယ်ဒီကိုပူတာဘာကြောင့်ပူရတော့အကြောင်းပြန်ရှားဒီမပါလို့ငါငယ်ဒီကိုအပူခံရတယ်ရေငတ်တာဘာကြောင့်ငါရေငတ်တော့ရေဘူးမပါခဲ့လို့ငါရေငတ်ရပါလားလို့တခါတည်းကိုစိတ်ဓာတ်သတိပ္ပံကြတော့ဆင်ញင်သုံးစားပြီလေဒုက္ခကြီးရလားငါမေးပဲဒီမပါလို့ခဏမပါလို့ရေဘူးမပါလို့ငါအပူချိန်ဒုက္ခကြီးဆားလောင်းသွားမဟုတ်တဲ့ဝေဒနာကြီးဒုက္ခသစ္စာကြီးငါခံရပါလားလို့အဲ့ဒီမြင်နေဆင်ញင်သုံးစားဒီလိုဆင်ញင်သုံးစားနေတော့တခါမနေရဘူးဆင်ញင်ပြန်တယ်ငါတိတိုက်နေလို့တော့မဖြစ်သေးဘူးမိုးချုပ်သွားတော့မယ်ငါရွာရောက်အောင်တော့ငါအိမ်ငါရောက်အောင်တော့ငါသွားနေအောင်မှာပဲဒီတိုက်နေလို့ရှိရင်ငါဒုက္ခနဲ့မအေးသေးဘူးငါအိမ်ရောက်အောင်သွားမှာပဲဒီလိုနေလို့ရှိရင်ပြက်ငါလွတ်နိုင်မှာမဟုတ်သေးဘူးသွားအောင်မှာပဲဆိုတစ်ပိန်ရိတ်ကနေပြီးရေဝအောင်တောက်ပြီးတခါထွက်လိုက်တဲ့အချိန်ခါကျတော့ဘာကိုလဲတဲ့တော်တော်လေးလှမ်းမိတဲ့အချိန်ခါစီတော့ကလည်းပူလာပြန်တာပဲရေငါလာတာခုနတော့ကအပူစိမ့်ကြီးဒုက္ခကိုမြင်တယ်ဒုက္ခကိုမြင်တော့အခုအပူစိမ့်ကြီးမြင်နေတဲ့အချိန်ခါမှာဒီဝေဒနာမခံစားတော့ပဲသူ့သဘောသူပြင်းနေတာပူတဲ့သဘောကလည်းသူ့သဘောသူပူတယ်ခံစားတာကလည်းသူ့သဘောသူခံစားတယ်ဖောက်ပြန်တဲ့သဘောခံစားတတ်တဲ့သဘောသူ့သဘောသူဆောင်းနေတာဆိုတော့ခုနအေးဓာတ်ကလေးတွေ့တော့အေးဓာတ်ကလေးပဲအဲ့ဒီအရသာလေးနဲ့ပဲသွားလိုက်တယ်ဓမ္မာသတိပဋ္ဌာန်သူ့သွားဟိုဘက်ကောက်သွားဖောက်ပြန်တဲ့ရုပ်ကိုမခံစားတော့ပူတဲ့ချိန်ဆာလောင်သောက်မှုတဲ့ဝေဒနာကိုမခံစားတော့ဘူးခုနတုန်းကသစ်ပင်ရိပ်ကိုရေတောက်ရတဲ့အေးဓာတ်ကလေးကိုခံစားပြီးတော့နေပူတယ်လို့မသိတော့အေးဓာတ်လေးပဲသိတော့အဲ့ဒါပါလေဓမ္မာသတိပဋ္ဌာန်နဲ့သတိပဋ္ဌာန်တရားလေးပါဆုံးအဲ့တော့သတိပဋ္ဌာန်တရားလေးပါဆုံးသွားတော့ရုပ်ဤဖောက်ပြန်လာတဲ့ရုပ်ဝေဒနာပေါ်မှာသတိပဋ္ဌာန်တရားလေးပါဆုံးအောင်လိုက်တော့ရုပ်နာလည်းကွဲလာဓာတ်သဘောတွေလည်းသိဘယ်လိုသိလာလဲတဲ့ဓာတ်သဘောတွေဓာတ်ဤသဘောဘုရားဟောတာပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်ဓာတ်ဤလက္ခဏာသဘာဝသဘောတရားပြဘုရားကဓာတ်ဟောတယ်ဓာတ်ဆိုတော့ပထဝီဓာတ်ဤသဘောကပေါ်မှုသဘောတွေဖောက်ပြန်တဲ့သဘောတွေရတယ်ရုပ်ပဲခံစားတဲ့သဘောကနာပဲဒီလိုသိလာတော့ဘုရားကတော့ဓာတ်ကြီးလေးပါဤသဘာဝလက္ခဏာသဘောတရားလို့ဟောထားတယ်စာထဲမှာတော့နုညပထဝီခက်မှာပထဝီမာပထဝီလေးပထဝီလို့ဆိုတယ်အာဘောတော့ဖွဲ့စည်းအာဘောယိုစည်းအာဘောတေဇောပူအေးတေဇောဝါယောထောက်ခံဝါယောလှုပ်ရှားဝါယောတောင်းခံဝါယောဒီလိုဆိုထားတယ်ခန္ဓာမှာရှာလိုက်တဲ့သဘာဝကိုလက္ခဏာကိုဖိုင်းနုညပထဝီခက်မှာပထဝီမာပထဝီလေးပထဝီလို့စာထဲကဆိုဒီချက်မှာကိုရှာကြိတ်တော့ဓာတ်ကြီးလေးပါတစ်ခါတည်းဖြစ်နေတာတွေ့တင်းတဲ့အထက်ရှာကြည့်လိုက်တဲ့တင်နာလေးနဲ့နူးညံ့တာလေးလည်းပါတင်းနာလေးလည်းပါတယ်ကြက်ထာလေးလည်းပါတယ်ပူတူတူလေးလည်းပါတယ်လှုပ်တုပ်ကလေးတွန်းလေးလည်းပါတက်ကြီးလေးပါတစ်ခါတည်းပြစ်နေပါလားသဘာဝလက္ခဏာသဘောတရားတွေအပြင်တင်းတဲ့သဘောလေးလည်းပါတယ်နူးညံ့တဲ့သဘောလေးလည်းပါတယ်ကြက်တက်သဘောလေးလည်းပါတယ်လှုပ်တုပ်သဘောလေးလည်းပါတယ်ပူတူတူသဘောလေးလည်းပါပါလားတက်ကြီးလေးပါသဘာဝတက်တရားသဘောလေးအပြင်တခုကြီးလေးပဲဖြစ်နေပါလားတက်ကြီးလေးပါတစ်ခါတည်းဖြစ်နေပါလားဒီလိုသိလာတော့တခါဓာတ်ပြန်ခွဲစိတ်ဝိဇ္ဇာဉာဏ်ကြီးရဓာတ်ပြန်ခွဲတယ်ဘယ်လိုခွဲလဲနုညံ့ခြင်းလက္ခဏာဘာလို့ဖြစ်ရလဲခက်မှခြင်းပထဝီဘာလို့ဖြစ်ရမာပထဝီလေးပထဝီဘာလို့ဖြစ်နုညံ့ခြင်းပထဝီဘာလို့ဖြစ်ရလဲပထဝီတော့ပထဝီပဲတဲ့အမျိုးအစားတွေဘာလို့ဖျားဟောထားလဲနုညံ့ပထဝီခက်မှပထဝီမာပထဝီဆိုတာဘာကြောင့်ဖြစ်ရလဲလို့သင်ခန္ဓာမှာရှာကြည့်တော့နုညံ့တာသဘောကိုရှာကြည့်အရင်ဆုံးနုညံ့တဲ့သဘောကိုရှာကြည့်တော့သိရသဘောနုညံ့တဲ့ပထဝီကိုတခါပြန်ပြီးတော့ခန္ဓာကိုသုံးသပ်ကြည့်တယ်ရုပ်ကိုပြန်သုံးသပ်နုညံ့ရဲ့ပထဝီဘာကြောင့်ဖြစ်နေတယ်ဆို
ခန္ဓာကိုတခါညာဆက်ပြီးသုံးသပ်နုညံ့ရင်လက္ခဏာဩသိတယ်သဘောဩတက်ကြီးလေးပါခွဲကြည့်လိုက်ကြနုညံ့ရင်လက္ခဏာဩသိပြီနုညံ့ရင်လက္ခဏာဩပထဝီဓာတ်နဲ့အာဘောဓာတ်ကမိတ်စကဓာတ်ပါလားဝါယောနဲ့တေဇောကမိတ်စကပထဝီနဲ့ဝါယောကပဋိပက္ခဓာတ်အာဘောနဲ့တေဇောကပဋိပက္ခဓာတ်ဓာတ်သဘောဟာဖြင့်သူသဘောသူဆောင်ရမတဲ့တဲ့ဓာတ်နဲ့တဲ့တဲ့ဓာတ်နဲ့ပါလားအာဘောနဲ့တေဇောကမတဲ့တဲ့ဓာတ်ပထဝီနဲ့ဝါယောကမတဲ့တဲ့ဓာတ်ပါလားပဋိပက္ခဓာတ်ကမိတ်စကဓာတ်ကဓာတ်သဘောဓာတ်ဆောင်နေတဲ့သဘာဝတည်းသူသဘောသူဆောင်ရပါလားဒီလိုသိနုညံ့ရင်ပထဝီကဘာကြောင့်ဖြစ်နေတယ်လဲဆိုတော့တခါပြန်ပြီးတော့ဓာတ်ကိုခွဲလိုက်တဲ့အချိန်ကစိတ်ပြန်ပြီးတော့တခါတည်းဝိဇ္ဇာညာနဲ့ပြန်ရှုလိုက်တဲ့အချိန်ခါကျတော့နုညံ့ပထဝီဘာကြောင့်ဖြစ်တယ်လဲလို့တခါပြန်ပြီးအသိစိတ်ကြီးကျွဲ့တဲ့ချက်သိနုညံ့ပထဝီအပြင်အာဘောကဖွဲ့စည်းပေးနေရဘူးအာဘောကဖွဲ့စည်းတော့ဥပမာတင်ပြီးကြည့်ရေနဲ့ရေရှိတဲ့နေရာကျုံလေးသွားကန်လိုက်ပြီဆိုလို့ချင်းနုညံ့ရင်လက္ခဏာဖြစ်နေတာအာဘောနဲ့ပထဝီဟာဖြင့်သူတို့မိတ်တကဓာတ်ချင်းတက်နေလို့နုညံ့ရင်လက္ခဏာသဘာဝဖြစ်နေတာလားတေဇောမှအဲ့တော့ဥပမာတင်ပြီးကြည့်တယ်ဒီနုညံ့ပထဝီဟာပထဝီမုံဒီအာဘောကဖွဲ့စည်းပေးလို့နုညံ့ရင်လက္ခဏာသဘာဝဖြစ်သဘောသိပြီတဏ္ဍပါတက်တဏ္ဍပါကနဦးဆောင်တက်လာလို့ပထဝီနဲ့အာဘောတက်လို့နုညံ့ပထဝီဖြစ်ရတယ်ဆိုတော့တဏ္ဍဘောကိုသိနုညံ့ပထဝီမှသိနုညံ့ပထဝီကနေပြီးတော့ဘာလို့မာပထဝီတင်းပထဝီထုံပထဝီကြိုက်ပထဝီဖြစ်ရလဲလေးပထဝီဖြစ်ရလဲဆိုတော့တခါပြန်ပြီးသိနေကြပြန်ပြီးတော့တခါတဲ့အာဘောနဲ့ပထဝီအာဘောကဖွဲ့စည်းတော့အာဘောဤဖွဲ့စည်းခြင်းအကြောင်းပြန်ရှာလိုက်တော့သိပြီတေဇောနောက်ကတွေ့အာဘောဖွဲ့စည်းပေးနိုင်တာကဘာလဲတဲ့တေဇောကနောက်ကလောင်ကျွမ်းပေးနေပါလားလောင်ကျွမ်းပေးနေလို့တင်းနေတောက်နေထုံနေဆိုတော့ပြရပါလားပထဝီမှုံအာဘောကဖွဲ့စည်းပေးအာဘောကဖွဲ့စည်းပေးမှအာဘောကဖွဲ့စည်းပေးနိုင်တာကနောက်ကတေဇောကလောင်ကျွမ်းပေးတာကဘာကြောင့်လောင်ကျွမ်းပေးနိုင်လဲနောက်ကဝါရောတွန်းပေးနေပါလားဆိုဓာတ်ကြီးလေးပါတခါတည်းကိုတန်သဘောခွဲကြည့်ပထဝီဤသဘောတရားကဘာလဲတဲ့အကျိုးတရားပထဝီအကျိုးတရားကအကြောင်းပြန်နေတော့အာဘောအကျိုးတရားအာဘောအကျိုးတရားကအကြောင်းပြန်နေတော့တေဇောအကျိုးတရားတေဇောအကျိုးတရားအကြောင်းပြန်နေတော့ဝါရောအကျိုးတရားအကြောင်းကြောင့်အကျိုးဖြစ်နေတာဓာတ်ကြီးလေးပါအကြောင်းအကျိုးပဲရှိမြင်မိတယ်မှာသဘာဝမြင်ပြီဓာတ်ကြီးလေးပါဤလက္ခဏာသဘာဝအကြောင်းအကျိုးသာရှိတယ်သူသဘောသူဆောင်ရတယ်ပထဝီကလည်းတင်းသဘောတောင်သဘောဆိုတဲ့ဥစ္စာကသူသဘောသူဆောင်မှလိအာဘောကလည်းဖွဲ့စည်းစေတတ်တဲ့သဘောသူဆောင်တေဇောကလည်းကျက်စေတတ်တဲ့သဘာဝသူဆောင်ဝါရောကလည်းတိုးပေစေတတ်တဲ့သဘောသူဆောင်တယ်သူသဘောသူဆောင်နေတဲ့ဥစ္စာငါနဲ့ပါဆိုင်ဓာတ်ကြီးလေးပါဤလက္ခဏာသဘာဝသဘောတရားသာမြင်ရတာရှိတယ်သူသဘောသူဆောင်ရတယ်ဒါကြောင့်ဘုရားကဟောတယ်ဘယ်လိုဟောထားလဲတပုတ်တက္ကရာဟိုဆရာတော်ကြီးများရွတ်ထားလေးတစ်ခုရွတ်တယ်ဒါသဘောဓာတ်ဆောင်တာစာတဲ့ကအမှန်များသာမအခုဒီမှာခန္ဓာတွေ့ရဘာလို့တော့ဆရာတော်ကြီးတွေတခါတလေရွတ်ကြတဲ့ဓာတ်ကြီးလေးပါကိုဘာလဲတော့ဟိုတဲ့ဓမ္မစကြာတရားတော်များတဲ့မှာဟိုတဲ့ဒါသဘောဓာတ်ဆောင်နေတဲ့သားတော်ရဟုလားတော့ပါလဲသူများတွေရွတ်ကြဖတ်ကြတယ်အဲ့ဒီဟာလေးတော့သူများရွတ်တန်ကြလို့ဥပဒေနဲ့သိတယ်ဘယ်လိုလဲဒါသဘောဓာတ်ဆောင်နေတဲ့သဘာဝလက္ခဏာတွေသူသဘောသူဆောင်နေဆိုတာဘယ်လိုရွတ်တယ်လဲတဲ့ပထဝီဓာတုဒီသဘာဝသဘောဝတာရေဒီဆောင်တာဤအာဘောဓာတုဒီသဘာဝသဘောဝတာရေဒီဆောင်တာဤတေဇောဓာတုဒီသဘာဝသဘောဝတာရေဒီဆောင်တာဤဝါယောဓာတုဒီသဘာဝသဘောဝတာရေဒီဆောင်တာဤဘုရားဟောတယ်ပြမှမှာသူသဘောသူဆောင်နေတယ်ငါအစတော့မသိဘူးသဘာဝလက္ခဏာသူသဘောသူဆောင်ရတယ်ပထဝီဓာတ်ကလည်းမာမှုရဲ့တင်းမှုရဲ့နုညံ့မှုရဲ့သူသဘောသူဆောင်တယ်အာဘောကလည်းဖွဲ့စည်းပေးတတ်တဲ့သဘောသူဆောင်တယ်တေဇောကလည်းကျက်စီတတ်တဲ့သဘောသူဆောင်တယ်ဝါယောကလည်းတွန်းကန်သဘောလှုပ်ရှားသဘောသူသဘောသူဆောင်တယ်ဓာတ်ကြီးလေးပါအကြောင်းအကျိုးဖြစ်ပြီးအကြောင်းအကျိုးသဘောသာရှိပါလားအကြောင်းအကျိုးမြင်သွားဓာတ်ကြီးလေးပါပေါ့သဘောကိုတွေ့သွားအဲ့ဒီလိုသဘောသိသွားတော့ခန္ဓာမှာသုံးသပ်လိုက်တဲ့အချိန်ကမှဓာတ်ကြီးလေးပါဤလက္ခဏာသဘာဝအကြောင်းအကျိုးကိုမြင်သွားလိုက်တဲ့အချိန်ကမှဓာတ်ကြီးလေးပါတော့အကြောင်းအကျိုးတော့မြင်သိပြီအဲ့ဒီတော့ဘုရားကဘယ်လိုဟောထားတော့ဘုရားကနာယုတ်နာအကြောင်းယုတ်အကြောင်းနာအကျိုးလို့ဘုရားဟောထားအကြောင်းအကျိုးဓာတ်ကြီးလေးပါလေအကြောင်းအကျိုးနာနဲ့ယုတ်ကလည်းအကြောင်းအကျိုးပါလားနာကလည်းယုတ်သုံးစိတ်တယ်ယုတ်ကလည်းနာသုံးစိတ်တယ်ယုတ်နဲ့နာနဲ့ခွက်ခွာလို့ရာကောင်းနေတရားမြင်ပါလားနာဟာယုတ်ကြည့်ရွတ်စီတတ်တဲ့သဘောခံစားတဲ့သဘောနာဤသဘောဟာရှင်းတဲ့သဘောလေးရခံစားတဲ့သဘောလေးသဘောတွေပါလားလို့ဆိုတာဟောသိနာဤအတိတ်ပဲသဘာဝလက္ခဏာ
သာမြင်ညသဘောတရားလေးတွေအကုန်သိတော့တာနာဤလက္ခဏာသဘာဝသဘောကိုသာမြင်ညကိုသိရုပ်ဤသဘာဝလက္ခဏာသဘောတရားတွေအကုန်သိတာဓာတ်သိတော့ရုပ်ပါသိလားရုပ်ဤသဘောကဘာလဲဖောက်ပြန်နေတဲ့သဘောလေးတွေအကုန်သိတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုပြည့်ဖောက်ပြန်နာဤသဘောကတစ်ခုပြီးတစ်ခုလိုက်ခံစားတဲ့သဘောအဲ့ဒီခံစားတဲ့သဘောဖောက်ပြန်တဲ့သဘောတခါတည်းသိတော့တာအော်နာကလည်းရုပ်သုံးစိတ်တယ်ရုပ်ကလည်းနာသုံးစိတ်ရုပ်နဲ့နာနဲ့ခွဲခွာလို့ရကောင်းတဲ့တရားမျိုးမဟုတ်ပါလားဟေတုအကြောင်းကျိုးပါအဲ့လိုသိစိတ်ထဲဉာဏ်ပညာပြည့်ပြင်းပြပြည့်ပြတော့တခါတည်းဇာသဘောတွေသူ့သဘောသူဆောင်ရတယ်ဓာတ်ကလည်းသူ့သဘောသူဆောင်တယ်ရုပ်ကလည်းသူ့သဘောသူဆောင်တယ်နာမ်ဓာတ်ကလည်းသူ့သဘောသူဆောင်တယ်ဆိုတော့တခါတည်းကွဲပြားသွားတယ်ခန္ဓာတွေကနေဖောက်ပြန်တဲ့သဘောကလည်းသူ့သဘောသူဆောင်တယ်ခံစားတတ်တဲ့သဘောကလည်းသူ့သဘောသူဆောင်တယ်မြင်တဲ့အတုပါယုတ်ကြီးကလည်းအယုစုကြီးအတုပါတရားကြီးဒီယုတ်ကြီးကလည်းသူ့သဘောသူဆောင်တယ်ဒီယုတ်ကြီးကမြင်နေတဲ့အတုပါယုတ်ကြီးကဘာမှသိတတ်တဲ့တရားမရှိဒီပေါ်ဦးစီနေတာကဖောက်ပြန်တဲ့သဘောရဲ့ခံစားတတ်တဲ့သဘောနာယုတ်ပါလားသိပြီယုံနာကွဲသွားပြီအဲ့ဒီလိုယုံနာကွဲမှစာကွဲလို့တော့မရဘူးမြင်တာယုတ်သိတာနာလို့ဆိုလူတိုင်းသိသဘာဝကွဲမှဒါမှအပယ်လွတ်တယ်ဘုရားကဟောထားတယ်နမရူပပရိစ္ဆေဒညာလို့ဘုရားဟောထားတယ်နာယုတ်ကွဲရမယ်ဘယ်လိုကွဲမလဲတဲ့ဟောဒီမှာအပိုင်ပြနာယုတ်ကိုလည်းကွဲတယ်ယုံနာကိုလည်းကွဲတယ်နာယုတ်ကယုံနာရဲ့နာအကြောင်းယုံအကြောင်းနာအကျိုးဟောကာလာသုံးပါဒီတိုက်မြင်တာခန္ဓာကရှုသွားတော့အဲ့ဒီတော့နာအကြောင်းယုံအကျိုးဆိုတာကမဟာဗုဒ္ဓကြီးလေးပါဖောက်ပြန်တော့နာခံစားတယ်ခံစားတော့နာအကြောင်းခံစားတဲ့သဘောလေးပဲပြည့်စုံပါရှိနာကိုအရင်ဆုံးသိလိုက်လို့ခံစားတဲ့သဘောလေးကိုသိလိုက်တော့နာကအကြောင်းနောက်မှဖောက်ပြန်တဲ့သဘောကိုသွားသိလိုက်တော့ယုတ်ကအကျိုးနာကအကြောင်းယုတ်ကအကျိုးဒီယုတ်နဲ့ဒီနာဟာသဘာဝယုတ်သဘာဝနာနေသဘောတရားတွေတက်လက်နဲ့ကြိုက်ပြလို့မရဘူးသဘောပဲရှိသာမြင်ရလက္ခဏာသဘာဝပဲရှိမြင်နေတာကတော့ဒါကြအတုပယုတ်ကြီးဒါကြအနတ္တဒုံကြီးအတုပကြီးဒါကြဒီယုတ်ကြီးကဘာမှသိတတ်တဲ့တရားမရှိဘူးယုတ်ဆိုတဲ့သဘောတရားဘာမှသိတတ်တဲ့တရားမရှိဘူးတရားကြီးကဘာမှမသိဘူးအဲ့ဒီတော့မှခန္ဓာကိုယ်ကယုတ်သဘာဝနာသဘာဝအပိုင်းပြကွဲသွားတယ်ဖောက်ပြန်တဲ့သဘောကလည်းသူသဘောသူဆောင်တယ်ခံစားတာကလည်းဒုက္ခနဲ့ဒုက္ခနှစ်ပါးခံစားတယ်မြင်နေတာကြည့်လေအတုပကြီးပါလားလို့ဒီလိုမြင်နေတယ်ကိုယ်ခန္ဓာကိုယ်ကြီးအတုပကြီးပဲမြင်တယ်အယုံစုကြီးပဲဒီလိုပဲစိတ်ထဲကထင်ပြီးတော့မြင်တယ်မြင်နေတော့ဖောက်ပြန်တဲ့သဘောလည်းသိတယ်ခံစားတတ်တဲ့သဘောလည်းသိသုံးဌာနကွဲတယ်ကိုယ်ခန္ဓာသုံးဌာနကွဲတော့နာအကြောင်းယုတ်အကျိုးယုတ်အကြောင်းနာကျိုးဟောနာယုတ်နှစ်ပါးကွဲနေအဲ့ဒီလိုကွဲတော့ဗဟိတကြကွဲရောဘယ်လိုကွဲနေလဲတဲ့ဒီမှာကိုယ်ခန္ဓာကိုမြင်တဲ့အပေါ်မှာအတုပကြီးမြင်တယ်ဖောက်ပြန်တဲ့သဘောလည်းသိနေတယ်ခံစားတတ်တဲ့သဘောလည်းသိအဲ့တော့မြင်လိုက်တဲ့အချိန်ကဘယ်လိုမြင်လိုက်တဲ့မြင်လိုက်တာအတုပကြီးမြင်ပြီမြင်တဲ့သဘောလေးလည်းသိလိုက်ပြီခံစားတဲ့သဘောလေးလည်းသိလိုက်ပြီသုံးဌာနကွဲသွားတယ်မျက်စိကတခြားမြင်တာတခြားမြင်တဲ့သဘောကတခြားအတုပကြီးကတခြားခံစားတာကတခြားမျက်စိနဲ့အကြောင်းအဆိုတော့တက်ခဲ့လိုက်တာသုံးဌာနကွဲနာနဲ့တက်ခဲ့လိုက်အသာတခြားနာတခြားခံစားတာတခြားသုံးဌာနကွဲအနန္တခြားနှာခေါင်းတခြားခံစားတာတခြားသိကြလိမ့်မယ်အတခြားနာတခြားအတန်တခြားခံစားတာတခြားအနန္တခြားနှာခေါင်းတခြားခံစားတာတခြားလျှာတခြားရတာတခြားခံစားတာတခြားကိုယ်တခြားအတွေ့တခြားခံစားတာတခြားမနောတခြားဓမ္မတခြားခံစားတာတခြားအဲ့လိုသုံးဌာနကွဲအဲ့ဒီလိုသုံးဌာနကွဲသွားတော့မျက်စိနဲ့မြင်လိုက်တဲ့အချိန်ကຢာကဖြစ်ပါဦးမြင်တာကအတုပကြီးဖြစ်နေတယ်အတတခြားကြီးဖြစ်တယ်နမရူပပရိစ္ဆေဒဉာဏ်ရအဲ့ဒီလိုမှနာယုတ်ကွဲတယ်လို့ခေါ်တယ်ယုတ်နာကွဲတယ်လို့ခေါ်တယ်မြင်တာယုတ်သိတာနာတော့လူတိုင်းသိတယ်ကလေးလေးလည်းသင်ထားပြရတယ်ဝိပဿနာယောဂီပုဂ္ဂိုလ်တွေပြောပြရတာပါဗျာမြင်တာယုတ်သိတာနာတော့လူတိုင်းသိတယ်ဒီလိုအသိမျိုးကတော့ဘယ်မလို့ယုတ်နာကိုကွဲမှမြင်လိုက်တဲ့ပုံမှာဘာကိုမြင်ရမလဲအတုပတရားဖောက်ပြန်တဲ့တရားခံစားတတ်တဲ့တရားနာယုတ်နာအကြောင်းတရားအကျိုးတရားအဲ့ဒီတရားတကား6ပေါက်ကအာယု6ပေါက်အပိုင်းပြယုတ်နာကွဲသွားကွဲတယ်သွားရောတဲ့ယုတ်နာတော့ကွဲသွားပတ္တစီဖြစ်နေတော့တခါပြန်ပြီးတော့ဘုရားရှင်ကိုရောမြတ်ကြီးဟောထားတဲ့တရားခန္ဓာ၅ပါးလို့ဟောထားတယ်ဘယ်လိုများခန္ဓာ၅ပါးလို့စွဲတယ်လို့ပြောတယ်ခန္ဓာ၅ပါးကိုစွဲတယ်မမြင်လို့ခန္ဓာ၅ပါးကိုမသိလို့ခန္ဓာ၅ပါးကိုမမြင်လို့ဒါကြီးကိုစွဲကြတယ်လို့ဆက်ကြကြိတ်တော့သိရင်လိုက်တယ်ဟုတ်သားပဲသိရင်လိုက်တာနဲ့ပေါ်လာမြင်တာကတော့ယူပက်ခန္ဓာကြီးပဲဒါကြရုပ်ကြရဘာမှသိတတ်တယ်တရားမရှိဘူးဖောက်ပြန်လာတာခံစားရကြဝေဒနာခန္ဓာမြင်တာယူပက်ခန္ဓာခံစားတာဝေဒနာခန္ဓာအမှတ်တင်ညာပေးတာတင်ညာခန္ဓာပြုပြင်စီရင်ပေးတာကတင်ညာပေးလိုက်တော့ပြုပြင်စီရင်ပေးတာຢာကစိဒေါသစိမောဟစိဖြစ်သွားတာအသင်္ခါရခန္ဓာဝိညာဏလေးတော့ခံစားပြီးပြည့်တယ်ခန္ဓာ၅ပါးယုံနာတရားဖြစ်ပြီးပြည့်တဲ့သဘောတရားအကြောင်းကြောင့်အကျိုးဖြစ်နေတာပါလားလို့ဒီလိုသိခန္ဓာက
ရုပ်ဝေဒနာဘောကဒီလိုသိသင်ရိုက်တာမြင်နာယူပဲခန္ဓာသိပြီအခုငါမြင်နေတာကဒါကြရုပ်တုံးရုပ်ခဲအတုပါရုပ်ကြီးအယုစုကြီးယူပဲခန္ဓာဝေဒနာဖောက်ပြန်လာလို့ခံစားလိုက်တာဝေဒနာခန္ဓာနားတယ်ကြိုက်တယ်ထုံတယ်ကျင်တယ်အောင့်တယ်လို့ပေးလိုက်တာသင်ညက်ခန္ဓာဒါခန္ဓာကပေါ်လာတဲ့ခန္ဓာ၅ပါးစားတဲ့ခန္ဓာ၅ပါးဥပဒေမသိပါဘူးအဲ့ဒီတော့သင်ညာနားတယ်လို့သင်ညာပေးလိုက်တာသင်ညက်ခန္ဓာသင်ညက်ခန္ဓာကနားတယ်လို့သင်ညာပေးလိုက်တာနာရာကြီးကိုကန့်ညှိလိုက်တဲ့ຢာကစိတ်မခံစားခြင်းနဲ့စိတ်ຢာကစိတ်နဲ့ဒေါသစိတ်မောဟစိတ်ကြီးဖြစ်သွားတာကသင်္ခါရခန္ဓာဝိညာဏလေးကတော့ခံစားပြီးပြတ်ပါလားခန္ဓာ၅ပါးယုံနာတရားအကြောင်းအကျိုးဖြစ်တဲ့သဘောတရားဒါပဲရှိပါလားမရှိတာကြီးကိုငါအရှိသင်ခဲ့တဲ့ခန္ဓာ၅ပါးသင်ညာလိမ့်နဲ့ငါခံစားနေရပါလားသင်ညာဝိပါလားကလိမ့်လိုက်လို့သင်ညာကနာတယ်ကြိုက်တယ်ထုံတယ်လို့သင်ညာပေးလို့နာတာကြီးကိုစွဲလမ်းပြီးတော့ဥပါဒခန္ဓာတွေဖြစ်ပြီးတော့ຢာကစိတ်ဒေါသစိတ်မောဟစိတ်ဒီခန္ဓာတွေဖြစ်ပြီးငါဝေဒနာဘောကငါအပယ်လေးပါဒုက္ခသစ္စာကြီးຢာကခန္ဓာပိဋကခန္ဓာဒေါသခန္ဓာငရဲခန္ဓာမောဟခန္ဓာတိဋ္ဌံခန္ဓာငါဒီဝေဒနာဘောကငါစိတ်ခဏလေးနဲ့ထုတ်လိုက်ပြီးဆိုလို့ရှိရင်ဖြစ်ငါအပယ်လေးပါငါဒီခန္ဓာတွေငါဖြစ်ရတော့မှာပါလားလို့ဒုက္ခသစ္စာမြင်ပြီးဟောဒီဝေဒနာဘောသစ္စာလေးပါမြင်အကြောင်းကြောင့်အကျိုးဖြစ်တဲ့သင်ညာလေးမှသိဝေဒနာဘောကအဲ့ဒီလိုသစ္စာမြင်လိုက်တဲ့ဒုက္ခသစ္စာကိုမြင်လိုက်တာပဲတခါတည်းဒုက္ခသစ္စာမြင်လိုက်တဲ့အကြောင်းပြန်တဲ့ဒီဒုက္ခသစ္စာဘာကြောင့်ဒီဝေဒနာတွေခံစားပြီးဘာကြောင့်ဖြစ်လဲအကြောင်းပြန်ချလိုက်တော့ဗာလေတဲ့အကြောင်းသင်ညာလိမ့်မှလေဒီသင်ညာလိမ့်လိုက်လို့ကန့်ညှိတဲ့တဏှာဖြစ်တဏှာဖြစ်လို့မခံစားခြင်းနဲ့ဒေါသဖြစ်တယ်ຢာကဒေါသမောဟသင်္ခါရခန္ဓာတွေဖြစ်ကုန်ဝိညာဏလေးတော့သိပြီးပြက်သွားခံစားပြီးပြက်အဲ့တော့အကြောင်းကြောင့်အကျိုးဖြစ်နေပါလားခန္ဓာ၅ပါးဟာပြန်ဘုရားဟောတာတက်မှန်ပါလားအတိတ်ကလာတော့ငါခန္ဓာ၅ပါးမမြင်ခဲ့ဘူးသင်ညာလိမ့်နဲ့ငါခံရတယ်ခန္ဓာ၅ပါးကြီးငါဆွဲခဲ့ယူပဲခန္ဓာလည်းငါဝေဒနာလည်းငါသင်ညာလည်းငါသင်္ခါရလည်းငါဝိညာဏလည်းငါနာမ်ခန္ဓာ၄ပါးယုတ်တရားခန္ဓာ၅ပါးယုံနာတရားကိုငါမသိခဲ့လို့ခန္ဓာ၅ပါးကြီးတဏှာငါဆွဲလာတာအဲ့ဒီကငါသိလို့ချင်းငါ၄ဘက်ထောက်ပြီးတော့ငါရက်ချင်းရမှာပါလားအပယ်၄ပါးကိုဒီလိုသိပယ်လိုက်ပြီဒုက္ခသစ္စာကိုမြင်ပြီအကြောင်းကိုလည်းပယ်လိုက်ပြီအကြောင်းသင်ညာကိုပယ်လိုက်ပြီအကြောင်းသင်ညာပယ်လိုက်တော့အကြောင်းအကျိုးပါနာအကြောင်းနာအကြောင်းရုပ်အကျိုးရုပ်အကြောင်းနာအကျိုးအကြောင်းအကျိုးဖြစ်တဲ့အကြောင်းအကျိုးပြတ်ပါလားယူသိဘယ်လိုအကြောင်းလဲတကား6ပေါက်ကအာယုံ6ပါးခါပြမြင်လိုက်တဲ့စိတ်ကြီးကြားလိုက်တဲ့စိတ်ကြီးနာနဲ့စိတ်ကြီးစားတဲ့စိတ်ကြီးထိတဲ့စိတ်ကြီးသိတဲ့စိတ်ကြီးမဲ့ပယ်တယ်မဲ့တားတယ်မဲ့တားတယ်မဲ့သတ်ထားရဲ့မဲ့တားတာစိတ်ကြီးကိုပြောမှာနော်မဲ့တားတာကဘယ်လိုလဲတဲ့အကုသိုလ်ကံအပယ်လေးပါးသွားစေတတ်တဲ့မျက်စိပေါက်ကနေပြီးຢာကစိတ်ကဒေါသစိတ်ကမောဟစိတ်ကဖြစ်မှာဆိုလို့မက်ကတားတယ်လို့ခေါ်တာအဲ့ဒါမက်ကတားထားတယ်မဖြစ်အောင်တားထားတယ်မက်ကသတ်တယ်ဆိုတာအကုသိုလ်ကံကုသိုလ်ကံနှစ်ကံသတ်ပြိုက်တာမက်ကသတ်ပြိုက်စိတ်တွေပြောတာနော်စားတယ်တော့မသိပါဘူးအဲ့တော့အကုသိုလ်ကံဖြစ်မဲ့စိတ်ကုသိုလ်ကံနဲ့အကုသိုလ်ကံဖြစ်လာတဲ့စိတ်ကိုမက်ကသတ်လိုက်တာမက်သတ်တယ်ဆိုတော့မေ့နေတာမဟုတ်ဘူးဗျမေ့နေတယ်ဆိုတဲ့ဥစ္စာအဲ့ဒါကဘာလဲမောဟတရားနှလုံးကျင့်ကြအထုတ်တဲ့ယောဂီတွေသဘောပေါက်အောင်လို့ပါဗျာဥပဇင်လည်းကိုလှုပ်လာလို့သဘောပေါက်လို့စိတ်တွေကိုသိလို့ပြောတာပါဗျာမေတ္တာတဲ့မေတ္တာတာပါလေတဲ့မျက်စိနဲ့အကြောင်းအားလျော်စွာတက်ခဲ့လိုက်မယ်နားနဲ့အသံနဲ့အကြောင်းအားလျော်စွာတက်ခဲ့လိုက်မယ်နှာခေါင်းနဲ့အနံ့နဲ့အကြောင်းအားလျော်စွာတက်ခဲ့လိုက်မယ်လျှာနဲ့အကြောင်းအားလျော်စွာရတာနဲ့တက်ခဲ့မယ်ကိုယ်နဲ့အတွေ့နဲ့တက်ခဲ့မယ်မနှောနဲ့ဓမ္မနဲ့တက်ခဲ့မယ်အကြောင်းအားလျော်စွာတက်ခဲ့တိုင်းဟာဖြင့်အကုသိုလ်ကအပယ်လေးပါသွားစီတတ်တဲ့ຢာကဒေါသမောဟဒီစိတ်တွေကိုမက်ကတားထားဘယ်လိုတားတယ်လဲတဲ့တားပုံတားလိအကြောင်းအကျိုးကိုမြင်ထားအကြောင်းအကျိုးပဲလို့မြင်လာတဲ့သိနေပြီလေနာအကြောင်းရုပ်အကျိုးရုပ်အကြောင်းနာအကျိုးအကြောင်းအကျိုးဖြစ်တယ်အကြောင်းအကျိုးပြတ်တယ်အကြောင်းအကျိုးဖြစ်လာတယ်အကြောင်းအကျိုးပြတ်တဲ့သဘောဒါပဲလေအဲ့ဒီလိုသိတော့မေတ္တာဘုံကိုပြောပြမေတ္တာလိုက်တဲ့အကုသိုလ်ကံဖြစ်မဲ့မဲ့ကိုတားတာဒါကြောင့်လို့မျက်စိကလည်းသမာဝါယမသမာသတိသမာသမာဓိနားကလည်းသမာဝါယမသမာသတိသမာသမာဓိနှာခေါင်းကလည်းသမာဝါယမသမာသတိသမာသမာဓိလျှာကလည်းသမာဝါယမသမာသတိသမာသမာဓိကိုယ်ဘောက်ကလည်းသမာဝါယမသမာသတိသမာသမာဓိမနှောကလည်းသမာဝါယမသမာသတိသမာသမာဓိသမာဓိသုံးပါးရတော့အတိမကင်းတော့အတိအမြဲတမ်းထားတယ်ဘာကြောင့်အမြဲတမ်းထားတယ်အကုသိုလ်ကံအပယ်လေးပါးသွားစေတတ်တဲ့ဒုက္ခသစ္စာကြီးကိုမြင်နေလို့မျက်စိပေါက်ကနေပြီးဒုက္ခသစ္စာကြီးမြင်လို့အပယ်လေးပါးသွားစေတတ်တဲ့ຢာကဒေါသမောဟဒီစိတ်တွေကိုမြင်နေဒုက္ခကြီးငါခံရတော့မယ်ဒုက္ခသစ္စာကြီးမြင်နေပြီမြင်နေတော့အဲ့တော့မက်ကတားထားအကုသိုလ်ကံကိုတားထားတယ်ကုသိုလ်ကံကြီးပို့ပြီကုသိုလ်ကံကြီးဖြစ်ဘယ်လိုဖြစ်တယ်လဲတဲ့အကုသိုလ်ကံຢာကစိတ်ဒေါသစိတ်မောဟစိတ်ဖြစ်မဲ့စိတ်တွေကိုမက်ကဘယ်လိုတားတယ်လဲတဲ့အသိကမကင်းတော့ဘူးအသိတစ်လုံးအများဆုံးအသိတစ်လုံးအများဆုံးရဘယ်လိုသိတယ်လဲတဲ့မျက်စိနဲ့မြင်လိုက်တဲ့အချိန်ခါဘယ်လိုမြင်လဲ
မြင်လိုက်တာပါမြင်လဲရုပ်ကိုမြင်တာမျက်စိနဲ့မြင်လိုက်တဲ့ဥစ္စာအသင်းရုပ်တရားပါလားအတုပါတရားပါလားခဏမြင်ခဏပြပါလားမြင်လိုက်တဲ့အသင်းရုပ်တရားအကြောင်းတရားကြောင့်မလို့အကျိုးရူနာငါခံစားလိုက်တယ်ဩရုပ်အသင်းရုပ်ကအကြောင်းတရားခံစားလိုက်တာကအကျိုးတရားရုပ်ကအကြောင်းနာငါအကျိုးပါလားအကြောင်းအကျိုးဒါသိရဲ့နားနဲ့အသံနဲ့ကြားလိုက်တဲ့အချိန်ကအသံတစ်ခုပေါ်လာမှနားကကြားတဲ့သဘောအသံရုပ်ကအကြောင်းတရားခံစားတာကအကျိုးတရားပါလားအကြောင်းတရားအကျိုးရုပ်ကအကြောင်းနာကအကျိုးဖြစ်နေပါလားအဲ့ဒါမက်ကတာအကုသိုလ်ကမဝဲအောင်မက်ကတားထားတာအဲ့ဒါမျက်စိကလည်းအကြောင်းရုပ်ကအကြောင်းနာကအကျိုးနားနဲ့အသံနဲ့ကြားလိုက်တဲ့အချိန်ကလည်းရုပ်ကအကြောင်းနာကအကျိုးနှာခေါင်းနဲ့အနာနဲ့ထိမှလိုက်ကအနတ်တစ်ခုပေါ်လာမှနာနဲ့သဘောအနန္တဘောကလည်းအကြောင်းတရားကယုတ်ခံစားတဲ့သဘောတရားကအကျိုးယုတ်ကအကြောင်းနာကအကျိုးဒီလိုသိတာအဲ့တော့လျာနဲ့ရတာနဲ့ပေါင်းစုံလိုက်တဲ့ကရတာယုတ်ကအကြောင်းခံစားလိုက်တာကအကျိုးယုတ်ကအကြောင်းနာကအကျိုးအကြောင်းအကျိုးပဲသိတယ်အဲ့တော့ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကဓာတ်ကြီးလေးပါဖောက်ပြန်ဘာပဲဖောက်ပြန်ခံစားတဲ့သဘောကအကြောင်းဖောက်ပြန်တဲ့သဘောကအကျိုးနာကအကြောင်းယုတ်ကအကျိုးနာအကြောင်းယုတ်အကျိုးအကြောင်းအကျိုးဖြစ်နေပါလားဒီလိုသိမနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါယုတ်ကအကြောင်းနာကအကျိုးယုတ်ကအကြောင်းနာကအကျိုးယုတ်အကြောင်းနာအကျိုးပါလားအကြောင်းအကျိုးသိလားအဲ့တော့မျက်စိပေါက်ကလည်းအကြောင်းအကျိုးဖြစ်တာသိနေပြီနားကလည်းအကြောင်းအကျိုးဖြစ်တာသိနေတယ်ဆိုတော့အဲ့ဒါမက်တားတယ်ဆိုတော့အဲ့ဒီစိတ်အကြောင်းအကျိုးဖြစ်တာကိုသိတာပြတ်တာမသိသေးဘူးနော်အကြောင်းအကျိုးဖြစ်နေတယ်အကြောင်းအကျိုးဖြစ်တယ်ဆိုတော့အကုသိုလ်ကံຢာကစိတ်ဒေါသစိတ်မဖြစ်ဘူးမက်ကတားတာစိတ်ကလေးတွေပြောတာမျက်စိဘောက်ကနေပြီးတော့အကြောင်းအကျိုးဖြစ်နေတယ်လို့ဒီလိုပဲသိတာနားကလည်းအကြောင်းအကျိုးဖြစ်နေတယ်လို့ဒီလိုသိတာနှာခေါင်းကလည်းအကြောင်းအကျိုးဖြစ်နေတယ်လျှာကလည်းအကြောင်းအကျိုးဖြစ်နေတယ်ကိုယ်ဘောက်ကလည်းအကြောင်းအကျိုးဖြစ်နေတယ်မနှောကလည်းအကြောင်းအကျိုးဖြစ်နေဒီလိုသိတာအဲ့လိုသိထားတာဘာလဲအကုသိုလ်ကံအပယ်လေးပါသွားစေတတ်တဲ့စိတ်တွေကိုຢာကစိတ်ဒေါသစိတ်မောဟစိတ်တွေအဲ့ဒီကမက်ကတားတာကဲအဲ့ဒီလိုတားထားတော့တဲ့ဒါမက်တာဆိုတာအကုသိုလ်စိတ်ကိုတားတာကုသိုလ်ကံကိုဖြစ်ကုသိုလ်ကြီးဖြစ်နေတယ်နော်အဲ့ဒီတော့အကုသိုလ်နဲ့ကုသိုလ်ဟာကုသိုလ်စိတ်ကြီးဖြစ်နေတော့ကုသိုလ်စိတ်ကိုတခါပယ်သကြအောင်ဆိုတဲ့မက်ကအကျွမ်းနဲ့သပြီဘယ်လိုသလဲတဲ့အဲ့တော့ဘယ်လိုပြောမလဲတဲ့ခုနတုန်းကအကုသိုလ်ကံအပယ်လေးပါသွားစေတတ်တဲ့ຢာကစိတ်ဒေါသစိတ်ကိုမျက်စိနဲ့မြင်လိုက်တဲ့အချိန်ကရုပ်ကအကြောင်းနာကအကျိုးဖြစ်တာကိုသိလို့အဲ့ဒါအကုသိုလ်ကံမရှိဘူးကုသိုလ်ကံကြီးဖြစ်အဲ့ဒီကုသိုလ်ကံအခုမက်ကအကျိုးနဲ့သမယ်ဘယ်လိုသမလဲတဲ့မျက်စိနဲ့မြင်လိုက်တဲ့အချိန်ကအကြောင်းအကျိုးမြင်ဖြစ်လာပြီးအကြောင်းအကျိုးချုပ်သွားတဲ့သဘောလေးကိုသိလိုက်မျက်စိကလည်းအကြောင်းအကျိုးဖြစ်လာတဲ့အကြောင်းအကျိုးချုပ်သွားတယ်နာနဲ့အသားနဲ့ကြားလိုက်တဲ့အချိန်ကလည်းအကြောင်းအကျိုးဖြစ်လာတဲ့အကြောင်းအကျိုးချုပ်သွားတယ်နှာခေါင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့အချိန်ကအကြောင်းအကျိုးဖြစ်လာတဲ့အကြောင်းအကျိုးချုပ်သွားတယ်လျှာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ကအကြောင်းအကျိုးဖြစ်တဲ့အကြောင်းအကျိုးချုပ်သွားတယ်ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကအကြောင်းအကျိုးဖြစ်လာတဲ့အကြောင်းအကျိုးချုပ်သွားတယ်မနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကအကြောင်းအကျိုးဖြစ်တဲ့အကြောင်းအကျိုးချုပ်တယ်အကြောင်းအကျိုးပြတ်သွားတဲ့သဘောလေးကိုသိလိုက်တာဖောက်ပြန်တဲ့သဘောခံစားတတ်တဲ့သဘောနာယုတ်အကြောင်းအကျိုးပြတ်သွားတဲ့သဘောလေးသိလိုက်တာအဲ့ဒါအကုသိုလ်ကံနဲ့ကုသိုလ်ကံအကျွမ်းမဲ့ကုသိုလ်ကံကိုအကျွမ်းမဲ့သလိုက်တာပဲအဲ့ဒါမက်ကသလိုက်တာအဲ့ဒါမက်သက်တယ်လို့ပြောတာအဲ့ဒါမေ့ပြီးတော့နေတာမဟုတ်ဘူးဗျာပြစ္ဆုတ်ပါအကြောင်းကအတိတ်အနာဂတ်တွေဘုရားကမဟောဘူးပြစ္ဆုတ်ပါပေါ်လာတဲ့ယုံနာကိုသတ်ရမယ်လို့ပြောတာပြစ္ဆုတ်ပါအကြောင်းအဆိုတော့ဘယ်လိုသတ်တယ်လဲမက်ကတဲ့အကြောင်းအကျိုးအကြောင်းတရားအကျိုးတရားဓာတ်ကြီးလေးပါဖောက်ပြန်တဲ့သဘောတရားခံစားတတ်တဲ့သဘောတရားဝိဇ္ဇာဉာဏ်တွေရလို့သစ္စာလေးပါမြင်လို့မျက်စိကအကြောင်းတရားအကျိုးတရားမြင်လို့သစ္စာလေးပါမြင်လို့ဒါကြောင့်မလို့မက်ကအကျွမ်းမဲ့သတ်ပလိုက်ဖြစ်ခွင့်မရတော့ဘူးအကြောင်းအကျိုးဖြစ်တဲ့အကြောင်းအကျိုးချုပ်တယ်ဘာပဲမြင်ပြစ္ဆုတ်ပါအတိတ်ကိုလည်းမတွေးတော့ဘူးမရောက်သေးတော့အနာဂတ်စိတ်ကိုလည်းမမျှော်တော့ဘူးပြစ္ဆုတ်ပန်းပေါ်လာတဲ့ယုံနာကိုမျက်စိကလည်းအကြောင်းအကျိုးဖြစ်တဲ့အကြောင်းအကျိုးချုပ်တယ်နားကလည်းအသံနဲ့ကြားလိုက်တဲ့အချိန်ကအကြောင်းအကျိုးဖြစ်တဲ့အကြောင်းအကျိုးချုပ်တယ်နှာခေါင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့အချိန်ကအကြောင်းအကျိုးဖြစ်တဲ့အကြောင်းအကျိုးချုပ်တယ်လျှာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ကအကြောင်းအကျိုးဖြစ်တဲ့အကြောင်းအကျိုးချုပ်တယ်ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကအကြောင်းအကျိုးဖြစ်တဲ့အကြောင်းအကျိုးချုပ်တယ်မနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အခါအကြောင်းအကျိုးဖြစ်တဲ့အကြောင်းအကျိုးချုပ်တယ်
အတိတ်ကာလတုန်းကအမြင်မျိုးအသိမျိုးမဟုတ်တော့ဘူးသောတာပန်များဒိဋ္ဌိဝိနည်းကိစ္စကိလေသာနှစ်ပါးတဲ့တန်ရောစဉ်၃ပါးပယ်တယ်တဲ့အဲ့ဒီလိုပြောတာရှိကြတယ်သူများတွေပြောကြဒိဋ္ဌိအပယ်လို့မြင်လို့တဲ့ဒကမမြင်လို့ဒိဋ္ဌိကြီးပြအပယ်သွားမဲ့စိတ်ကြီးပြຢာကစိတ်ကြီးပြဒကာမြင်ຢာကစိတ်ကြီးပြ၄ဘက်၆ကိုရက်ထင်းရမှာဗျဒီလိုမြင်ရင်တော့သွားမယ်လားမတိတ်စီအဲ့ဒီတော့မျက်စိကမြင်လိုက်တဲ့ဥစ္စာဘာကိုမြင်လို့လဲတဲ့အကြောင်းကြောင့်အကျိုးဖြစ်တဲ့ရုပ်အကြောင်းနာအကျိုးနာအကြောင်းရုပ်အကျိုးအကြောင်းအကျိုးကာလသုံးပါအတိတ်နာအတိတ်ယုံနာပြစ္ဆုတ်ပံယုံနာအနာဂတ်ယုံနာကာလသုံးပါမြင်ပြီးတော့ဒုက္ခသစ္စာကြီးမြင်နေအဲ့ဒါအဲ့ဒီလိုမြင်နေတော့မှပယ်သတ်နိုင်တာဗျအဲ့တော့ဝိဇ္ဇာဉာဏ်ရမှာဗျအဲ့ဒါကြောင့်မလို့ပြစ္ဆုတ်ပံတဲ့တယ်လေးအရိယာသူတော်ကောင်းကြီးများကတော့ပြစ္ဆုတ်ပံတဲ့တယ်လေးကိုတခါတည်းတဲ့တယ်လေးနေတော့ဘာကြောင့်လဲတဲ့အကြောင်းအဆိုတော့တက်ခဲ့တယ်အကြောင်းအကျိုးဖြစ်လာတယ်အကြောင်းအကျိုးပြည့်တယ်ဒါပဲရှိတော့အဲ့ဒီတော့အတိတ်ကအမြင်မျိုးတွေမဟုတ်တော့ဘူးအရှားမျိုးတွေမဟုတ်တော့ဘူးအနာမျိုးတွေအစားမျိုးတွေအထီမျိုးတွေအသိမျိုးတွေမဟုတ်ဘူးမျက်စိကလည်းဒကမမမြင်တော့ဘူးဒကာမမြင်တော့ဘူးကြောက်စင်းလူဖရာကြီးမမြင်တော့ဘူးအကြောင်းအကျိုးဖြစ်တယ်အကြောင်းအကျိုးဖြစ်တယ်ဒီအကြောင်းနာအကျိုးနာအကြောင်းကိုဒါလေးတွေအဲ့ဒီလိုမျိုးတော့ပြစ္ဆုတ်ပံတဲ့တယ်လေးနေတော့အတိတ်ကိုလည်းမရှိတော့ဘူးမရောက်သေးတော့အနာဂတ်စိတ်ကိုလည်းမမျှော်တော့ဘူးပြစ္ဆုတ်ပံလည်းမရှိတော့ဘူးဘာကြောင့်လဲတဲ့ပြစ္ဆုတ်ပံတဲ့တယ်လေးအမှန်မြင်အမှန်သိပြီအတိတ်တန်ရောစဉ်ပြစ္ဆုတ်ပံတန်ရောစဉ်အနာဂတ်တန်ရောစဉ်၃ပါးဟာအထူးတလည်းပဲနေဖို့မလုပ်ဘူးမျက်စိပေါက်ကနေပြီးတော့ပြစ္ဆုတ်ပံတဲ့တယ်လေးဒိဋ္ဌိပြုတ်သွားပြီးတဲ့အကြောင်းတရားအကျိုးတရားရုပ်အကြောင်းနာအကျိုးနာအကြောင်းရုပ်အကျိုးကာလ၃ပါးဒီလိုမြင်နေပြီဆိုအကြောင်းအကျိုးမြင်နေပြီဆိုပြစ္ဆုတ်ပံတဲ့တယ်လေးနေတော့ဒိဋ္ဌိပြုတ်ပါရဲ့မိမမြင်မှဒိဋ္ဌိယောက်ျားမြင်မှဒိဋ္ဌိခွေးမြင်မှဒိဋ္ဌိဝက်မြင်မှဒိဋ္ဌိကျက်မြင်မှဒိဋ္ဌိရေမြင်မှဒိဋ္ဌိတောမြင်မှဒိဋ္ဌိသစ်ပင်မြင်မှဒိဋ္ဌိမြေကြီးမြင်မှဒိဋ္ဌိကားမြင်မှဒိဋ္ဌိတိုက်မြင်မှဒိဋ္ဌိအတန်ကြားမိမအတန်ယောက်ျားကဒါဒိဋ္ဌိဒီလိုမမြင်တော့ဘူးပြစ္ဆုတ်ပံအကြောင်းအပြောဆိုတက်ခဲ့တိုင်းကအယူမအဆွဲမတွေပြောက်သွားအမှန်မြင်အမှန်သိသွားပြီအကြောင်းတရားအကျိုးတရားရုပ်အကြောင်းနာအကျိုးနာအကြောင်းရုပ်အကျိုးအကြောင်းအကျိုးကာလသုံးပါမြင်သွားအဲ့ဒီလိုမျက်စိပေါက်ကလည်းပြစ္ဆုတ်ပံတဲ့တဲ့လေးကိုအတိတ်ကအမြင်မျိုးတွေမဟုတ်ဘူးပြစ္ဆုတ်ပံအမှန်မြင်အမှန်သိပြီဩအတိတ်တန်ရောစဉ်လည်းမရှိတော့ဘူးမရောက်သေးတော့အနာဂတ်တန်ရောစဉ်လည်းမရှိတော့ဘူးပြစ္ဆုတ်ပံတန်ရောစဉ်လည်းပယ်ပြီးသားတန်ရောစဉ်သုံးပါပယ်ပြီးသားဒိဋ္ဌိပြုတ်အမှန်မြင်အမှန်သိလိုက်တာနဲ့အထူးတလည်းလုပ်ပြီးတော့ပယ်နေရတဲ့တရားမျိုးမဟုတ်ဘူးမဲ့ရတဲ့ပုဂ္ဂိုလ်ကပယ်ပြီးသားဖြစ်တယ်ဒါကြောင့်မလို့မျက်စိပေါက်ကလည်းဘုရားဟောထားတယ်တန်ရောစဉ်သုံးပါတဲ့အရိယာကြီးများဟာမြင်နေတာအကုသိုလ်ကံကမျက်စိပေါက်ကနေပြီးအကြောင်းတရားအကျိုးတရားမြင်တာငါမျက်စိပေါက်ကနေပြီးပြစ္ဆုတ်ပံအကြောင်းအပြောတာတက်ခဲ့လိုက်တဲ့အခါຢာကခန္ဓာဒေါသခန္ဓာမောဟခန္ဓာအပယ်လေးပါးဆင်းတဲ့ခန္ဓာတွေငါမရှိတော့ဘူးဆိုတော့အဲ့ဒါရှင်းနေပြီနားနဲ့အသာနဲ့ကြားလိုက်တဲ့အခါလဲငါအပယ်မရှင်းတော့ဘူးတကား၆ပေါက်ကအာယုံ၆ပါးဟာဖြင့်ငါအပယ်လေးပါးငါမရှင်းတော့ဘူးဆိုရှင်းလေသိတာအဲ့ဒီလိုသိတာဗျအရိယာများငါမဖြစ်တော့ဘူးငါအပယ်တကားပိတ်ကြီးဒီလိုသိအဲ့ဒါကြောင့်မလို့ဘုရားရှင်ကိုတော်မြတ်ကြီးကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာဆိုတာဘယ်လိုမြင်လဲတဲ့ကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာဆိုတာဘယ်လိုအမြင်လဲမြင်တာကိုအကြောင်းအကျိုးမြင်တာကိုသိလိုက်တာကာယသတိပဋ္ဌာန်အကြောင်းအကျိုးချုပ်သွားတဲ့သဘောလေးကိုသိလိုက်တာကာယ ानु ပါဒနာအသံနဲ့နာနဲ့ကြားလိုက်တဲ့အချိန်ကအကြောင်းအကျိုးဖြစ်တာကိုသိလိုက်တာကာယသတိပဋ္ဌာန်အကြောင်းအကျိုးချုပ်တဲ့သဘောလေးကိုသိလိုက်တာပြတ်သွားတဲ့သဘောလေးကိုသိလိုက်တာကာယ ानु ပါဒနာနှာခေါင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့အချိန်ကအကြောင်းအကျိုးဖြစ်လာတာသိလိုက်တာကာယသတိပဋ္ဌာန်အကြောင်းအကျိုးပြတ်တဲ့သဘောလေးချုပ်တဲ့သဘောလေးသိလိုက်တာကာယ ानु ပါဒနာစားလိုက်တဲ့အချိန်ကလည်းအကြောင်းအကျိုးဖြစ်တာကိုသိလိုက်တာကာယသတိပဋ္ဌာန်အကြောင်းအကျိုးပြတ်တဲ့သဘောလေးသိလိုက်တာကာယ ानु ပါဒနာကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကအကြောင်းအကျိုးဖြစ်တာသိလိုက်တာကာယသတိပဋ္ဌာန်အကြောင်းအကျိုးပြတ်တဲ့သဘောလေးသိလိုက်တာကာယ ानु ပါဒနာမနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အခါအကြောင်းအကျိုးဖြစ်တာသိလိုက်တာကာယသတိပဋ္ဌာန်အကြောင်းအကျိုးပြတ်တဲ့သဘောလေးသိလိုက်တာကာယ ानु ပါဒနာမျက်စိပေါက်ကလည်းကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာနားကလည်းကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာနှာခေါင်းကလည်းကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာလျှာကလည်းကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာကိုယ်ဘောက်ကလည်းကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာမနောကလည်းကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာအဲ့ဒါသောတာပန်များအမြင်သိဗျာကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာတဲ့အဲ့တော့ကျင့်ညလုံးလုံးဟောမှာပဲလေတော်တော်ကြာတညတစ်မျိုးတစ်ခါတည်းအသိစိတ်ပြီးဟောပါမယ်လို့အခုလည်းပဲတော်တော်ကြာသွားပါပြီလို့အခုကျိုးဝေဖမ်းလို့သာကြာကြီးဟောတာအဲ့တော့အသိစိတ်သွားပါပြီအခုဟာဖြင့်စကား6ပေါက်ကအာယုံ6ပါးဟာဖြင့်အမြင်အသိအမြင်ဖယားကအသိတစ်လုံးအမြတ်ဆုံးလို့ဒီလိုဟောထားတယ်အဲ့ဒီတော့စကားဓမ္မများအခုဖယားကတော့မြင်အတ္တတရားသိအတ္တတရားထင်အတ္တတရားတဲ့မြင်လိုက်တဲ့အချိန်ခါမှာ
အကြောင်းအကျိုးမြင်လိုက်တယ်အကြောင်းအကျိုးသိလိုက်တယ်အကြောင်းအကျိုးထင်လိုက်တယ်ကြားလိုက်တဲ့အခါအကြောင်းအကျိုးမြင်ကြားလိုက်တယ်အကြောင်းအကျိုးသိလိုက်တယ်အကြောင်းအကျိုးထင်လိုက်တယ်အကြောင်းအကျိုးကြီးပဲမြင်တယ်အကြောင်းအကျိုးကြီးပဲသိတယ်အကြောင်းအကျိုးကြီးပဲထင်တယ်အဲ့ဒီတော့တကား6ပေါက်ကအာယုံ6ပါးခါဖြင့်မြင်အပ်တဲ့တရားမြင်တယ်သိအပ်တဲ့တရားသိတယ်ထင်အပ်တဲ့တရားထင်တယ်ကြားအပ်တဲ့တရားကြားတယ်သိအပ်တဲ့တရားသိတယ်ထင်အပ်တဲ့တရားထင်တယ်တကား6ပေါက်ကအာယုံ6ပါးဖျားဟောထားတဲ့တရားဟာမြင်အပ်တဲ့တရားမြင်ရမယ်သိအပ်တဲ့တရားသိရမယ်ထင်အပ်တဲ့တရားထင်ရမယ်လို့ဘုရားကဟောတာအော်အခုတော့ဥပဇင်းတို့မြင်အပ်တဲ့တရားတွေမြင်ပြီးပြအဲ့ဒီတော့တက္ကမအများလည်းပဲမြင်အပ်တဲ့တရားသိအပ်တဲ့တရားထင်အပ်တဲ့တရားထင်ရအောင်အခုလာရောက်တဲ့တက္ကမတွေမနုဿတ္တဒုံလဘရာခဲ့သောတရားလူရဲလို့ဖြစ်တဲ့အချိန်ခါမြတ်စွာဘုရားသာသနာတော်ကြီးနဲ့မိတဲ့အချိန်ခါဓမ္မယရဏတွေလည်းပွင့်တဲ့အချိန်ခါသုံးမလဲမိကြပါပြီလို့ဓမ္မတာလေးတွေနဲ့အများမနေကြပါနဲ့လို့သုံးမလဲမိတဲ့အချိန်ခါသမထဝိပဿနာတရားပညာအထုတ်နိုင်ရပြီးအတိတ်ကာလတုန်းကမမြင်အပ်တဲ့တရားတွေမမြင်နိုင်ပြီးတော့မြင်အပ်တဲ့တရားတွေသိအပ်တဲ့တရားတွေထင်အပ်တဲ့တရားတွေထင်နိုင်ကြပါစေသတည်းသာဓုသာ